Tanda Namo Tanda Bhagavato Arahato Saman Sambuddhassa Ke Sabi la fia? Di ne vade male. Male? Mosi. Nene papa sa lại nene papa. Intro. ကျွန်မတို့ရှေ့ဟာမေးလို့မရဘူးဆိုတော့ပြန်တော့အောင်သမုတ်စီပိုင်းတဲ့နော်သမုတ်စီပိုင်းလွယ်သွားပြီဒီနောက်ပိုင်းလွယ်သွားပြီသမုတ်စီပိုင်းသမုတ်စိတ်ရနော်ပေါင်းစုတာစုနော်စုဖွဲ့တာဘယ်လိုစုတာလဲဆိုတော့သဘောတူရာပရမတ္ထတရားတွေကိုသဘောတူရာပေါင်းစုဖွဲ့စည်းပြီးတော့ပြတဲ့အပိုင်းပေါ့နော်ဒီဥစ္စာဘာမှဟိုလိုခေါင်းစားစရာနဲတယ်မှတ်စရာပဲများတယ်မှတ်စရာတော့များတယ်ခေါင်းစားစရာနဲတယ်ပိဋကတ်သုံးပုံနိကေ9ရက်ထဲကနော်အဲ့ဒါတွေဖတ်လို့ရှိရင်ဟိုတရားတွေနားလို့ရှိရင်လိုအပ်တဲ့ဝေါ်ဝါဒတွေနော်ဘာလို့ဆိုတော့ဒီအပြီးတော့မှာတကယ်အကျယ်ကြီးကိုသွားဖို့ဆိုရင်ဒီ9ပိုင်းက main လေးတွေထုတ်ထားတာကိုအဓိကဟာလေးတွေထုတ်ထားအဲ့တော့လိုအပ်တဲ့ဝေါ်ဝါဒအခေါ်အဝေါ်တွေဟိုမှာဒီမိုင်းတို့ကိစ္စဆိုလို့ရှိရင်စိတ်ဆိုရင်လည်းစိတ်နာမည်တွေကိစ္စတွေနော်ဝတ္ထုတွေအာယုန်တွေစသည်အဲ့လိုမျိုးဝေါ်ဝါဒတွေအပြင်နော်အခုတူရဝေါ်ဝါဒတွေပေါင်းပြီးတော့စူးစီးပေးတဲ့ပိုင်းကန္တာအဲ့ဒါသမုတ်စီပိုင်းပေါ့ပထမဆုံးအခုတရားသမုတ်စီပိုင်းတကယ်မစခင်မှာကိုယ်ပိုင်လက္ခဏာရှိပြီးတော့အထယ်ကိုရနိုင်တယ်ဆိုတာကဥပမာအာကာသဓာတ်ဆိုလို့ရှိရင်ဘာလဲလို့ပြစရာမရှိဘူးလေဟုတ်တယ်နော်ဒီမှာဟိုပရမတ္ထအဖြစ်ပေါ့ဟိုမှာစိတ်ဆိုပြစရာတော့မရှိဘူးသို့တော့လက္ခဏာသူ့ရဲ့သဘောလက္ခဏာရှိတယ်အာယုံကိုသိခြင်းလက္ခဏာရှိတယ်အဲ့လိုမျိုးရှိတာကိုအထယ်ကိုနော်ယူလို့ရတယ်ကောက်လို့ရတဲ့ဟာတစ်ခုပေါ့အာယုံကိုသိခြင်းလက္ခဏာရှိတယ်နောက်ဖုဒနာစတဲ့လက္ခဏာရှိတယ်စေတသိက်ဟိုဖတ်တာဆိုလို့ရှိရင်ဒါဖုဒနာလက္ခဏာဒါတွေကတော့ဟိုအကုန်လုံးကြီးမတင်ခဲ့ဘူးပေါ့တွေ့ထိခြင်းလက္ခဏာဝေဒနာဆိုရင်ဘာလက္ခဏာဖြစ်မလဲခံစားရဝေဒနာခံစားခြင်းเนาะအဲ့ဒါသူခံစားခြင်းလက္ခဏာသင်ညာဆိုရင်မှတ်သားခြင်းလက္ခဏာပေါ့နော်အဲ့လိုမျိုးလက္ခဏာတွေကအသီးသီးရှိကြတယ်ရှိတော့စေတသိက်52ပါးနောက်တစ်ခါနိဗ္ဗာန်ယုတ်18ပါးနိဗ္ဗာန်ယုတ်18ပါးဆိုတာဘာတွေလဲအနိဗ္ဗာန်ယုတ်နဲ့နိဗ္ဗာန်ယုတ်လို့ပြောတာပေါ့ယုတ်နိဗ္ဗာန်28ပါးဟုတ်တယ်လေရုပ်18ပါးပါဗျာဟိုပထမပထဝီတို့တေဇောအာဘောခေါင်းစဉ်ပဲပြောကြည့်မဟာဗုဒ္ဓဒီပိုင်းနာမည်နည်းနည်းမေးဒီပါဦးမဟာဗုဒ္ဓ4ပါးဘုဒ္ဓယုတ်နေစာအုပ်မကြည့်နဲ့ခဏလေးအဘုတ်လေးပဲပုံဝနာဩဇာစာအုပ်တွေကြည့်လိုက်လို့ရှိရင်အဲ့ဒါနောက်ကျမှတ်မိတော့ပြီးတော့ဟိုဟာလေပထဝီတေဇောအာဘောဝါယောအာဘောဝါယောဟုတ်တယ်ခဏလေးဟုတ်ကြည့်တဲ့သူရှိလို့မကြည့်ဘူးတဲ့ဩနဲ့80ပါဝဘုံပါဝဟုတ်ပြီခဏလေးဒီမှာကြည့်ဒီကိုပဲကြည့်မယ်စာအုပ်မကြည့်ပဲနဲ့မဟာဗုဒ္ဓ4ပါးပြီးရင်ပတာဒယုတ်5ပါးစကုတော့ဟွာဘောစရာယုတ်ဘောစရာယုတ်ဘောစရာယုတ်ပြီးပါဂောစရာယုတ်9ပါးဂောစရာယုတ်9ပါးဂောစရာယုတ်ကိုဘယ်လိုခေါ်သေးလဲဝဏယုတ်နော်ဟုတ်ဝိတယယုတ်
နော်ဝိတယယုတ်ခုနှစ်ပါးဘာတွေကိုပြောတာလဲ ပထဝီရေ မဟုတ် ရူပတန္တာရူပတန္တာခန္ဓာယတ္တခောတာပြခန္ဓာ ယတ္တခောတာဖ ပောထဖနော် အဲ့ထဲမှာပထဝီရေ အဲ့ဒီထဲမှာမှ ပထဝီတေဇော ပထဝီတေဇော ဝါယော ဝါ ဝါ ယော ယောနော်ဝါယောနောက်တစ်ခါဘာလာမလဲ ဘုတ်အိဋ္ဌိပါဝ ဘာဝယုတ်နှစ်ပါးနော် ဘာဝပုံပါဝ အဋ္ဌိဘာဝနဲ့ပုံဘာဝနောက်တစ်ခါ ဟာရယယုတ် ဟာရ ဟာရ ယ ယုတ် ဇီဝိတေ ဇီဝိတယုတ် တာယဇီဝိတေ ပြီးတော့ ဇီဝိတယုတ် ဩဇာ ကပ္ပခါ အာဟာရယုတ်နော် ဟာရယဘဝဒီကာယဟာရ ကပလိကာဟာရဩဇာ ဟာရ ဩဇာနော်အဲ့တော့1 2 3 2 5ရေခွန်ရေပေါင်းတော့ စနစ် 12ရေ5ရေပေါင်းတော့16 ခွန်နဲ့ 16ရေ4ရေပေါင်းတော့ 21 21 18ပါဘယ်လိုဖြစ် ဟို3ပါးပြန်နှုတ်ရမယ်လေ 3ပါးကိုပြန်နှုတ် ဒီဇော 3 ယော ပါးပြန်နှုတ်လိုက်တော့18ပါရပြီလား ရပါပြီဗျာ သိကြလား အသေးချာတော့နှစ်ခေါက်လောက်ပြန်ပြောရင်ရပါဗျာ ပါလေ သောရတပည့်တော်ကလေဟို10ပါးနဲ့သွားရော ဘယ်အဝိနေဘောကရော10ပါးနဲ့ အဲ့ဒါကြောင့်တပည့်တော်ဩဇာတို့ဝဏ္ဏ ဟုတ်ပြီကဲအဲ့တော့နိဗ္ဗာန်ယုတ်18ပါးဆိုတာမဟာဘုတ်4ပါးပတာရယုတ်5ပါးဘောစရသုံးမဟုတ်ဝိတယယုတ်9ပါးဘာဝယုတ်2ပါးဟရယယုတ်1ပါးဇီဝိတယုတ်1ပါးအာဟာရယုတ်1ပါးအဲ့ဒါနိဗ္ဗာန်ယုတ်အနိဗ္ဗာန်ယုတ်ကဘယ်နှပါး 10ပါပါဗျာ 10ပါပါဗျာ 10ပါးဘာတွေလဲဆိုရင်အာကာအာဂတဓာတ်က ကာကတ တပါအာဂတဓာတ်ကိုဘယ်လိုဘာယုတ်လို့ခေါ်တာလဲ ပရိစေ ပရိစေဒယုတ်နော်ပရိစေဒယုတ်ခုပြန်ပြီးတော့ခေါင်းထဲမှာပြန်ရေးမယ်နော်မေ့နေတဲ့ဟာလေး ဒေတာယုတ် နော်အဲ့မျက်လုံးနဲ့ကြည့်လိုက်ရင်သူကခေါင်းထဲသိပ်မရောက်အာဂတဓာတ်နော်ပရိစေဒယုတ်ပြီးလို့ရှိရင် ဝိညာဉ်2ပါးပါ ဝိညာဉ်ယုတ်2ပါးဝိညာဉ်ယုတ်2ပါးဘာတွေလဲ ကာယဝိ ကာယ ညာဉ် ဝိညာဉ်နဲ့ ဝ ဝ စီ စီဝိ ဝိညာ ညာ ဉ် ဉ်နောက်တစ်ခါဝိ ဝိကာယ ဝိကာရယုတ် 3 ဝိကာ ဝိကလာယောက3ပါ ယူပတလဟုတာရယ် 3ပါ ပတမုဒုတာရယ် 3ပါ ယူပတမုဒတာရယ်ဒီညနှစ်ပါးရယ်အားလုံးပေါင်း5ပါပါဗျာ 5ပါโอเคနော်5ပါလဟုတာမုဒုတာ ယူတာ ကမ္မေည ကမ္မနာတာ နော်ကမ္မေညတာပြီးရင်အဘောကဝိညာဉ်ယုတ်2ပါး 2ပါး ဝိညာဉ်ယုတ်2ပါး5ပါးနောက်တစ်ခါ လက္ခဏာယုတ်ပါ လက္ခ လ ဏာ က္ခ ယော ဏာယုတ်က 3 4ပါ 4ပါဘာတွေလဲဆိုရင်ဥ ဥပ ပါ ဥပစယ စယ တန္တတိ သန္တတိ ဒီအနိ ယတာ သရ သ တာ ရတာ ယတာ နေသ အိစာတာ ပြန်ပြောမယ်အနိဗ္ဗာန်ယုတ်10ပါးဆိုတာအာဂတဓာ အာ တ် ကတတ ပရိစေဒယုတ်1ပါး ဒိဋ္ဌိတာယုတ်2ပါး ဝိညာဉ်ယုတ်2 ဝိ ပါး ညာဉ်ယုတ်2ပါးကာယဝိညာဉ် ဝစီဝိညာဉ် ဝိညာဉ်ဝိကာ ဝိကာရယုတ်5 ယုတ် ပါး 5ပါး ရူပတ္တလဟုတာရူပတ္တမုဒုတာ ဒါ ရူပတ္တကမ္မေည ကမိညာတာပြီးတော့ကာယဝိညာ ကာယ ဉ် ဝိညာဉ်ဝစီဝိညာဉ်နော် 2ပါး လက္ခဏာယုတ်4ပါးကဥပစေယ ဥပါစေယ သရတာအနိစ္စတာဒီနော်အဲ့တော့ဒီမှာ1 2ဆို3ရယ်5ရယ် 8 8ပါး8ပါးရယ်4ပါးရယ် 12ဘုရားက10 ဝိ ပါး ညာ ဆို ဉ် တော့ 2ပါးပြန်နှုတ် ဝိညာဉ်2ပါးပြန်နှုတ်မှတ်မိပြီလားယုတ်28ပါး
Mami babi pia. Dimi khami twa ba bi phya. Oh shit hari pian nuôiလို့ပါရုပ်ပိုင်းပြန်နှွေးနှွေးစရာများနေ ဟုတ်တယ်ဗျာ နှွေးစရာများနေ တစ်ဖက်4ရက်လောက်မှလောက်မယ်နဲ့တူတယ် ကဲနော်အဲ့တော့ဒါပြီးတော့ပါပြီဒါပြန်နှွေးတာပါကိုယ်ပိုင်လက္ခဏာရှိတဲ့တရားတွေပေါ့ပြီးရင်နိဗ္ဗာန်လည်းပဲကိုယ်ပိုင်လက္ခဏာရှိတယ်ဘာလက္ခဏာလဲဆိုတန်တိအေးငြိမ်းခြင်းလက္ခဏာရှိတယ်တဲ့နော်အဲ့တော့ဒီ82ပါးကိုပရမတ္ထဓမ္မလို့လည်းခေါ်တယ်သဘာဝဓမ္မလည်းခေါ်တယ်ဝုထုဓမ္မလို့လည်းခေါ်တယ်သလက္ခဏာရှိတဲ့တရားတွေလို့လည်းခေါ်ပါတယ်တဲ့နော်ယင်း82ပါးကိုပရမတ္ထတရားအစစ်တွေပေါ့ယောဂီတို့ဧကံသိမြင်ထိုက်တဲ့တရားတွေတဲ့နော်ယောဂီတွေတရားကျင့်မယ်ဆိုလို့ရှိရင်မြင်နိုင်တာသိနိုင်တာဒီတရားတွေပဲရှိတယ်နော်ဒီတရားတွေပဲရှိတယ်အဘိညေယတဘာဝိနဒွါဒတတိတမိရိတာတဲ့နော်ဒွါဒတတိဆို82ပါးအနိဗ္ဗာန်ယု10ပါးကိုကျတော့ပရမတ္ထတရားအတုဒါသိခဲ့ပြီးသွားပြီနော်ကျန်တာတွေကစစ်ပေါ့အနိဗ္ဗာန်ယု10ပါးအထဲကိုဒရက်လည်းမရဘူးယောဂီတို့ဧကံသိမြင်ထိုက်တဲ့တရားစုလည်းမဟုတ်ဘူးတရားအထုတ်ပြီးဆိုလို့ရှိရင်ကာယဝိညာဉ်ဝစီဝိညာဉ်ကြီးကိုမြင်တာတို့ဘာလို့အဲ့ဒါတရားမဟုတ်ဘူးပေါ့နော်ဟို space မှာလည်းပဲဘာဒီ space ကြီးကိုဘာမှတရားအထုတ်လို့မရဘူးပေါ့အာကာသဓာတ်ကိုပြောချင်တာလားဟုတ်တယ်သဘောပြောဟုတ်တယ်နော်ကမ္မထံစီပြန်တဲ့နေရာမှာလည်းပဲအသုံးမဝင်ပါဘူးနော်အသုံးမဝင်ပါဘူးအဲ့ဒါကြောင့်မလို့သူကအနိဗ္ဗာန်ရဲ့10ပါးရဲ့သဘောပေါ့နော်ထေကုဒရကမရှိဘာဝဓမ္မစဘုံကြီးကြောင့်တခုကြားဘူးတယ်နော်ဗျာဟုတ်တယ်သဘာဝရိပ်တာဆရာတော်လေသဘာဝရိပ်တာဒါသမုတ်စည်းပိုင်းရဲ့သင်္ဃဟ4ပါးဟိုမှာဆို6ပါးတွေနော်တင်ပါဗျာဒီမှာ4ပါးနံပါတ်1သင်္ဃဟဆိုအစုပါပဲခန္ဓာပေါ့နော်အစုအကုသလသင်္ဃဟအကုသိုလ်တရားတွေကိုပုံစံအမျိုးမျိုးနဲ့ပြပုံမှာစိတ်ပိုင်းတော့ဆိုအကုသိုလ်ကစိတ်က12ပါးเนาะဟိုဆိုရင်စေတသိက်ပိုင်းဆိုရင်အကုသိုလ်က14ပါးလေရဲပြောပါရဲပြောပါဟိတ်နဲ့ပြောမယ်ဆိုလို့ရှိရင်အကုသိုလ်ဟိတ်က3ပါးเนาะဟိတ်နဲ့ပြောမယ်ဆိုရင်အကုသိုလ်ဟိတ်က3ပါးเนาะအဲ့လိုဇောနဲ့ပြောမယ်ဆိုအကုသိုလ်ဇောက12ပါးပဲပေါ့အကုသိုလ်အဲ့ဒါဇောထိုက်တာပဲလေတင်ပါဗျာဒါတသက်ဟိုရှေ့ကိုစိတ်ပို့ကြီးတာဒါအကုသလသင်္ဃဟဆိုတာအခြားပုံစံနဲ့ဇောအနေနဲ့လည်းမဟုတ်ဘူးစိတ်အနေနဲ့လည်းမဟုတ်ဘူးတခြားသုတ်တန်တွေမှာပြောတဲ့ပြောနီးပြောဟန်တွေအခေါ်အဝေါ်တွေအသုံးအနှုန်းတွေပေါ့အဲ့ဒါတွေကိုပုံစံမျိုးစုံနဲ့အဲ့ဒါနားလည်ဖို့အတွက်ပြထားတာအဲ့ဒါအကုသလသင်္ဃဟနောက်မိတ္တကသင်္ဃဟမိတ္တကဆိုတာရောတာနော်ရောတာဘာတွေရောမလဲဆိုတော့အကုသိုလ်တွေလည်းပါမယ်ကုသိုလ်တွေလည်းပါမယ်အဗျာကတတွေလည်းပါမယ်နော်အဲ့ဒါရောနှောပြီးတော့ပြတာအဗျာကတဆိုတာဘာနဲ့ပါကိုပေါင်းတာလဲဝိပတ်နဲ့ကရိယာဝိပတ်နဲ့ကရိယာနော်နောက်တစ်ခါဘောဓိပက္ခိယသင်္ဃဟဘောဓိဆိုတာဘာလဲဘောဓိကဘောဓိညောင်မယ်ပေါ့အတိညာတပည့်ညုတညာပေါ့တရားအထူးပေါ့မဉဏ်ဖုန်ညာအဲ့ဒါကိုဘောဓိလို့တင်စားတာနော်ဘောဓိဆိုတာသူ့ရဲ့မူလစကားလုံးကသိတယ်နော်ဘောဓိဆိုတာတည်တည်ရှာရှာပိုင်းခြားပြီးတော့သိတာပက္ခနော်ပက္ခဆိုတာအဖို့အဲ့တော့မဉဏ်ကြီးအဖို့လို့ပါလာပြန်မဉဏ်ကြီးအဖို့ဆိုတာတခြားနေရာမဟုတ်ဘူးအကုသိုလ်အဖို့တွေအပင်ငရဲ့အဖို့တွေမဟုတ်ဘူးမဉဏ်အဖို့ဖြစ်တဲ့တရားတွေကိုသိမ့်ယူရအဲ့ဒီမှာ
မဉ္ဇဉ်ရဲ့အဖို့ဖြစ်တဲ့မဉ္ဇဉ်ဖို့ဉဏ်နိဗ္ဗာန်ကိုရစေနိုင်တဲ့တရားတွေကိုစုပြီးတော့ပြဒါဗောဓိပက္ခိယသင်္ဃဟသာသနာမှာတော့အရေးကြီးဆုံးပေါ့နော်ဗောဓိပက္ခိယသင်္ဃဟနောက်တပ္ပသင်္ဃဟအကုန်လုံးရှိသမျှဒီအကုသိုလ်ရောကုသိုလ်တွေရောနော်ပရမတ္ထတရားတွေအကုန်လုံးကိုပေါင်းပြီးတော့ပြတဲ့အခန်းပေါ့နော်ဒါသင်္ဃဟ၄ပါးဒီဟာပဲနော်အကုသလသင်္ဃဟရဲ့ဒီမှာနာမည်တွေဘယ်လိုခေါ်နေတော့ဆိုတော့နံပါတ်1ကဘာလဲအာတဝနော်အာတဝတရားတွေဟိုဒီလောက်တော့ရှိမှာပေါ့အာတဝကုန်ခန်းနေတာမှမဟုတ်တာပြောလားမြန်မာတွေအများအားပြောနေတာလေနော်သူလည်းပဲတရား၄ပါးအာတဝတရားကုန်ခန်းနေတဲ့သူမှမဟုတ်တာအဲ့လိုအဲ့ဒါအာတဝလို့ခေါ်တာဒါပေမဲ့လို့ဒီဥစ္စာဘာမှအသစ်မဟုတ်ဘူးနာမည်အခေါ်အသစ်တွေကာမတဝနော်ကာမတဝအာတဝနော်အဓိပ္ပာယ်ပြီးကြမှာတည်တံ့အသေးစိတ်ကထပ်လာမှာပါနော်အများကြီးအဓိပ္ပာယ်တွေကတော့လာလိမ့်မယ်နော်ပုံမှန်အဟွာတွေဆိုရင်တော့မြန်မာနိုင်ငံစာမိုးဝဲတွေမှာတော့အဲ့လောက်ကြီးမပြဘူးဒါပေမဲ့ဓမ္မကြီးတို့ဘုဒ္ဓရအောင်လို့ပေါ့နော်ကာမတဝအခုဒီဥစ္စာဆို slide တော်များသွားပြီဦးဇင်းလုပ်နေတာလေ slide တွေတော်များသွားပြီစာရွက်ကြီးနော်ကာမတဝကာမဆိုတာဘာလဲစိတ်ပိုင်းလို့ဆိုရင်ကာမကံပေါ့ဗျာစိတ်ကာမစိတ်ဆို54ပါပေါ့နော်အာတဝဆိုတာသူကယိုစီးတာအာတဝအဓိပ္ပာယ်သူကယိုစီးတာဆိုတာကလို့ပြောရမလဲဆိုတော့ဒီတန်တရာမှာနော်ကိလေသာဓာတ်ပေါ့နော်ကိလေသာဓာတ်ဟိုဟာနဲ့ဆိုပို့ပြီးတော့ဖြစ်တယ်သူကစိန်ရည်နဲ့တူတယ်အရက်ပေါ့နော်ဒီမှာလာကြည့်လိုက်နော်သူကယိုစီးတတ်တယ်ဘယ်လိုမျိုးယိုစီးတာလဲဆိုလို့ရှိရင်အနာကနေပြီးတော့ပြည်တွေသွေးပုတ်တွေယိုစီးလာတယ်လို့တဲ့စက္ခုဒွါရကနေပြီးတော့ဘာတွေယိုစီးလဲလောဘတွေယိုစီးတာနော်အမြင်တွေယိုစီးတာဟုတ်တယ်ပုံစံကတော့အမြင်တွေဟုတ်ပြီမြင်တာလောဘဖြစ်တာပေါ့ဗျာမြင်ပြီးတော့လောဘတွေတက်လာတာမျက်လုံးကိုအကြောင်းပြုပြီးတော့တခါသောတာဒွါရနာအကြောင်းပြုပြီးတော့အတန်လေးတွေတာယာလိုက်တာနော်အဲ့ဒါလောဘတွေယိုစီးတာလောဘတွေမဟုတ်ဘူးဘာတွေယိုစီးအောင်မလဲဒေါသလည်းယိုစီးတာပဲနော်ဒေါသတွေလည်းယိုစီးလာတာပဲဒီစက္ခုသောတာကဏ္ဍစေဝကာယတွေကနေပြီးတော့အဲ့ဒါကြောင့်ယိုစီးတယ်ဆိုတဲ့နဲ့အဓိပ္ပာယ်လေးရနောက်တစ်ခုကအရက်နဲ့တူကြာမြင့်စွာထုံတဲ့အရက်နဲ့တူတယ်တဲ့နော်အဲ့ဒါကကြတော့ဒီမှာလေးတစ်ချက်ကြည့်လိုက်အဲ့ဒီအဓိပ္ပာယ်ကဒီမှာပြန်လာဒီလောကမှာနော်ဒါဟိုဘာသာတိကဆရာတော်ကြီးရဲ့ရှင်းလင်းချက်ပဲအဲ့ဒါလေးကိုနည်းနည်းလေးပဲဦးဇင်းကဟောလောက်တာဒါအထူးအသစ်မဟုတ်ဘူးဦးဇင်းပါဆိုထွင်ထားတာမဟုတ်နော်ကြာမြင့်စွာထုံထားတဲ့စိန်ထားတဲ့အရက်စိန်ရတဲ့သုံးဆွဲတောက်စားတဲ့လူတွေမှုသမျှကိုမူရစ်စီတယ်တောက်စားမိရင်အကောင်းအဆိုးအကျိုးအပြစ်ကိုမမြင်နိုင်မဲနဲ့တမူးလဲမူးကထင်မိထင်ရကိုပြုတ်လျက်အမှုဒုက္ခအမျိုးမျိုးကိုတွေ့ကြရတော့တယ်အမှုဒုက္ခမတွေ့ရစေကမူပညာရှိသူတော်ကောင်းတို့၏အထင်မြင်သေးခြင်းကိုမုတ်ချခံရတော့တကယ်သို့ထို့အတူပုရိသင်တို့၏ခန္ဓာကိုယ်ဆိုးအရက်အိုးဝယ်နော်ဒီခန္ဓာကိုယ်ကြီးထဲမှာအနမတကတန္တရာ၌နော်အစမထင်လို့တန္တရာပြောတာနမတကတန္တရာ၌ကြာမြင့်စွာထုံအပ်သောအဲ့တော့လောဘဒိဋ္ဌိမောဟတွေအဲ့ဒါတွေကဘာလဲဘာလို့တာလဲတရားတွေကဒီခန္ဓာကိုယ်ကြီးထဲမှာစိန်ထားတာကြားနေပြီလေဒီဘဝလည်းရှိတယ်နောက်ဘဝလည်းရှိတယ်မပြတ်နိုင်ဘူးလေသူကအဲ့ဒါကြောင့်စိန်ထားတဲ့ခါကျတော့မူးစေသလိုနော်တရဝါတွေရဲ့နော်ဒီပုရုဇဉ်တွေရဲ့တန်တန်မှာဒီလောဘဒိဋ္ဌိမောဟတွေက
တွေဝေရစ်မိုးပြီးတော့အယူတွေဖြစ်စေတယ်နော်အရက်နဲ့တူတယ်ဟတ်မိတယ်နော်ဥပမာလေ ဒီမှာဗျာ ဟတ်မိတယ်နော်ဥပမာအယူတွေလိုအော်ဟစ်မြည်တမ်းငိုယိုဘာတွေပဲဖြစ်ပေါ့နော်ဒီလောဘဒိဋ္ဌိမောဟတွေပေါ်မှာအခြေခံဖြစ်ကြတာနော်သူနဲ့ဆက်ပြီးတော့မာနတွေအိတ်တမေစရိယတွေစတဲ့ဒီအကုသိုလ်တရားတွေကြောင့်လူတွေကအယူတွေဖြစ်နေတာနော်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီလောဘဒိဋ္ဌိမောဟတရားတွေဟာအရက်နဲ့တူတယ်အရက်တော့ရင်မူးတယ်လို့လောဘဒိဋ္ဌိမောဟတွေကိုဦးဇင်းတို့ခန္ဓာကိုယ်ထဲမှာစိန်ထားတဲ့အခါကျတော့အဲ့ဒါတွေကိုတောက်ကြတော့မူးကြတာပေါ့နော်ထို့လောဘဒိဋ္ဌိမောဟဆိုတဲ့အာတော်တရားစုကြောင့်မကောင်းမှုဒုစရိုက်ကိုပဲအကောင်းထင်တဲ့ခင်မင်ပြုနိုင်ကြတယ်နော်မသူ့အတတ်မလားလှုပ်ဆန်းချနော်ဘာမှမရှိဘူးဒီလိုမျိုးသူ့ဥစားခိုးမလားတော့သူများသားမယားစော်ကားမလားတကယ်ကိုအကောင်းကြီးထင်ပြီးတော့လုပ်နေကြတာဘာကြောင့်လဲဆိုရင်လောဘဒိဋ္ဌိမောဟဆိုတဲ့စိန်ရည်တွေကြောင့်မူးနေကြတာကိုနော်မူးတော့အကုန်လုံးမှာပေါ့နောက်တစ်ခါထိုဒုစရိုက်မှုတွေကြောင့်ပုထုဇဉ်အများအပယ်၄ပါးမှာစုဝေးကြရတယ်တကယ်ဒုက္ခနဲ့မတွေ့ရစေကမူသူတော်စင်တို့ရဲ့အထင်မြင်သေးခြင်းကိုဧကံမုတ်ချခံရတယ်ဒါဥပမာနဲ့ဥပမေယနော်ဟပ်ပြထို့ကြောင့်လောဘဒိဋ္ဌိမောဟတို့သည်ကြာမြင့်စွာထုံအပ်သောစိန်ရည်အရက်များနှင့်အလားတူကြသည်တဲ့မာနစသောအခြားအကုသိုလ်တို့မှာလောဘစသည်တို့လောက်ပြန့်နှံ့ပုံဆွဲလန်းရင်မှုပုံမထင်ရှားသောကြောင့်အာတဝအမည်မရကြပါတဲ့သူကဒီမှာမာနာတဝလို့မရှိဘူးနော်ဟုတ်လားမှန်ပါဗျာဒီမှာအာတဝတရားကသူက၄ပါးပဲဟောတယ်မြတ်စွာဘုရား၄ပါးအာတဝတရား၄ပါးလို့ဟောပြီးတော့ကျန်တဲ့အကုသိုလ်တွေမှာမာနာတဝတို့နော်မာနနဲ့အာတဝပေါင်းပြီးတော့မာနာတဝတို့အိတ်တာတဝတို့နော်အဲ့ဒါတွေကြတော့အာတဝအမည်မပေးထားဘူးဘာဖြစ်လို့လဲဆိုတော့လောဘစတဲ့တရားတွေလောက်ပြန့်နှံ့တဲ့ပုံနော်ရင်မှုဆွဲလန်းတဲ့ပုံကမထင်ရှားဘူးတဲ့ဆက်ပြီးတော့လာမယ်မာနစတဲ့အခြားအကုသိုလ်တွေကလောဘစတဲ့တော့ပြန့်နှံ့ပုံဆွဲလန်းရင်မှုပုံပုံနဲ့ထက်နေတယ်အဲ့ဒါပြောအောင်မထင်ရှားသောကြောင့်အာတဝအမည်မရကြပါတဲ့ဝဋ္ထုအာယုံကာမဂုဏ်၌တက်မှတ်တတ်သောတဏှာအဲ့မှာတပါးချင်းရဲ့အတိတ်ပဲပေါ့နော်ကာမတဝဆိုတာဘာကိုပြောတာလဲနော်ကာမတဝဆိုတာလောဘကိုပြောတာနောက်တစ်ခါအတိတ်ပဲရကြတော့ဝဋ္ထုအာယုံကာမဂုဏ်မှာတက်မှတ်တတ်တဲ့တဏှာတက်မှတ်ခြင်းကိုကာမတဝလို့ခေါ်တာဘယ်ကလောဘလဲဆိုရင်လောဘမှုစိတ်၈ပါးမှာရှိတယ်လောဘစေတသိက်ကလေးပေါ့လောဘမှုစိတ်၈ပါးနဲ့ရှင်တဲ့လောဘကိုကာမတဝလို့ခေါ်တယ်အဲ့တော့လောဘမှုစိတ်၈ပါး၌ရှိတဲ့လောဘလို့ပြောလိုက်တာ ਨੇ နောက်ဆက်တွဲတွေကတော့ဆက်နေတာနော်မာနတွေလေဒါတွေကဆက်နေတာပါပဲနော်ဒါပေမဲ့ဒီမှာတော့ခွဲပြောမှာပေါ့ဒိဋ္ဌိဆိုရင်ဒိဋ္ဌိမှန်သမျှကိုဒိဋ္ဌာတဝလို့ခေါ်တယ်မောဟဟူသမျှကိုအဝိဇ္ဇာတဝလို့ခေါ်ပါတယ်ကဲအဲ့တော့အခေါ်အဝေါ်ပဲထူးတာပဲလောဘအကြောင်းလဲဦးဇင်းတို့သင်ခဲ့ပြီးပြီလေဒိဋ္ဌိအကြောင်းလဲသင်ခဲ့ပြီးပြီမောဟအကြောင်းလဲသင်ခဲ့ပြီးပြီဒီမှာအခေါ်အဝေါ်လေးပဲကာမတဝနော်ဒိဋ္ဌာတဝအဝိဇ္ဇာတဝလို့ခေါ်တယ်နော်ဘဝတဝပြောစရာရှိလို့နောက်ဆုံးမှာထားတာပေါ့အဲ့မှာတခုရှိတယ်ကာမဂုဏ်၅ပါးကိုလိုလားတက်မှတ်တဲ့လောဘအကျဉ်းစားကိုကာမတဝလို့အထက်ကထာမှာဆိုတယ်နောက်တစ်ခါဒီမူလတိကာဆိုတဲ့စာအုပ်ကကြတော့ဘဝတဝကနေကျွင်းတဲ့လောဘအလုံးကိုကာမတဝလို့ခေါ်တယ်အဲ့တော့ဘဝတဝကိုအရင်သိရရူပဘဝအရူပဘဝကို၎င်းနော်ဘဝအဲ့ဒါဘဝအရာအဲ့တော့စောစောတော့မှာကာမတဝဆိုကာမစိတ်လို့အာရုံပြုထားလိုက်လို့ရှိရင်ဘဝအရာကျတော့ဘာဖြစ်သွားမလဲရူပနဲ့အရူပပေါ့နော်ရူပဘဝအရူပဘဝကို၎င်း
နောက်တော့အဲ့ဒီဘဝတွေမှာရှိတဲ့ရူပဇန်တွေအရူပဇန်တွေကိုတော့၎င်းဘဝလို့ခေါ်ပြီးတော့အဲ့ဒီဘဝတွေမှာနှစ်သက်တတ်တဲ့တဏှာလောဘဒိဋ္ဌိကတာဝိပယုတ်၄ခု၌ရှိတဲ့လောဘကိုဘဝတဝလို့ခေါ်ပါတယ်နော်အဲ့ဒီတော့သူကဒိဋ္ဌိကတာတံပယုတ်နဲ့တော့မရှင်ဘူးနော်ဒိဋ္ဌိကတံပယုတ်မှာရှိတဲ့လောဘတော့မပြောဘူးဒီဟာကဝိပယုတ်၄ခုမှာရှိတဲ့လောဘအဲကြောင်းကျိုးကိုချိတ်ဆက်လို့မရသေးလို့ကဥစဉ်ဒီလိုလောက်ထားတာနော်တချို့ဟာတွေဆိုရင်လူတွေကိုဘယ်လိုပြောမလဲဒါကြောင့်ဘယ်လိုဖြစ်နေလဲဆိုခေါင်းထဲမှာရှင်းတယ်ဒီဥစ္စာသိပ်ပြီးတော့မရှင်းသေးဘူးဥစဉ်ကြည့်အောင်နော်သူဘာဖြစ်လို့ဒိဋ္ဌိကရတံပယုတ်မှာရှိတဲ့လောဘမရနိုင်လဲနော်ဒကမာကြီးတို့ခေါင်းစားနိုင်လဲစားပေါ့နော်ခေါင်းစားနိုင်လဲစားပေါ့ဒါကတော့ဟိုဟာဒါအရေးကြီးတယ်ပေါ့လေးလေးနက်နက်သိကျင်တဲ့သူတွေတွေ့ဆိုရင်တော့ဒါလိုအပ်လို့ထည့်ထားတာပေါ့ပုံမှန်တော့မြန်မာနိုင်ငံမိဓမ္မာစာမွေးတွေမှာတော့ဒီလောက်ဟိုဟာတွေမပါပါဘူးနောက်တော့ကမိမိဘဝကိုနှစ်သက်တတ်တဲ့ဘဝနိကန္တိကလောဘဇောကိုလည်းပဲဘဝတဝါလို့ခေါ်ရရဲ့အဲ့ဒါရဆိုရင်တော့လောဘမှုစိတ်ပဲသူလဲနော်လောဘမှုစိတ်ပဲဟိုဦးဇင်းကဒီမှာစဉ်းစားကြည့်သေးတယ်ရူပဘဝအရူပဘဝဆိုလို့ရှိရင်သူကပယ်သေးတာလည်းမဟုတ်ဘူးလေသူကပုထုဇဉ်တွေကရူပအရူပမှာရှိသေးတာရှိသေးတဲ့တည်းနဲ့ပုထုဇဉ်တွေရှိသေးတဲ့တည်းနဲ့ဒိဋ္ဌိကရတံပယုတ်ဘာလို့မရလဲပေါ့နော်တခုတော့ပြောစရာရှိတာပေါ့ဒီမှာနော်ဒါခုနပြောသလိုဟိုတေးသေးချာချာမှတ်ပြီးတော့နားလဲတာတော့ရတယ်လေမှတ်ပြီးတော့နားလဲတာတော့မခက်ဘူးသူကဘာဖြစ်လို့ဒိဋ္ဌိကရတံပယုတ်မရလဲဆိုစာထဲမှာတော့ရှိမှာပေါ့ဒါဒိဋ္ဌာတဝါကိုတီးတန့်ဆိုမှာဖြစ်လို့နော်အဲ့လိုလေးတွေမှတ်ထားပေါ့ဒါမှမဟုတ်စိတ်ထဲမှာအားမရဘူးပြောတာဒီဘဝတဝါမှာဘာဖြစ်လို့မရလဲပေါ့ဒါပေမဲ့စာထဲမှာကြတော့ဘယ်လိုပြောလုံးဆိုတော့ဒိဋ္ဌိကရတံပယုတ်၄ခုမှရှိတဲ့ဒိဋ္ဌိကိုဒိဋ္ဌာတဝါလို့နော်ဒိဋ္ဌာတဝါလို့တီးတန့်ဆိုမှာဖြစ်တဲ့အတွက်ကြောင့်ဒီမှာဝိပယုတ်ကိုယူတာပေါ့နော်လောလောဆယ်တော့အဲ့တိုင်းမှတ်ထားဒိဋ္ဌိကရတံပယုတ်၄ခုမှရှိတဲ့ဒိဋ္ဌိကိုဒိဋ္ဌာတဝါနောက်တစ်ခါအဝိဇ္ဇာတဝါကြတော့အကုသိုလ်စိတ်12ခုမှရှင်တဲ့မောဟကိုအဝိဇ္ဇာတဝါလို့ခေါ်တယ်ပေါ့ဒါအာတဝါနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့တော့ဒါအာတဝတရား၄ပါးကာမတဝဆိုတာအလွယ်တကူပြောရင်စေတသိက်နဲ့ပြောရင်ဗာလဲကာမစိတ်ပါဗျာလောဘလေလောဘကာမဂုဏ်မှာတက်မှတ်ဆွဲလန်းတဲ့တဏှာလောဘနော်လောဘနောက်တစ်ခါဘဝတဝကြတော့ရူပတက်တာပါဗျာဘဝဆိုတာကျန်တဲ့ဟိုလူဘဝတွေမဟုတ်ဘူးနော်ရူပနဲ့အရူပဘဝမှာနှစ်သက်တာနော်ရူပဇံအရူပဇံတွေကိုနှစ်သက်တာအဲ့ဒါကိုဘဝတဝဒီလောဘနဲ့ဒီလောဘဘာကွာလဲဆိုရင်စေတသိက်နဲ့ပြောမယ်ဆိုရင်ဒီဟာကလောဘမှုစိတ်၈ပါးမှာရှိတဲ့လောဘဒီလောဘကျတော့စောစောကဥစဉ်မရှင်းဘူးလို့ပြောခဲ့တဲ့ဟာပဲဒိဋ္ဌိကတာဝိပယုတ်၄ခုမှာရှိတဲ့လောဘဒါပေမဲ့စာရီထဲမှာအများစုကဘယ်လိုပဲတွေ့တယ်ဆိုရင်ဒီမှာဒိဋ္ဌာတဝဒိဋ္ဌိကတာတံပယုတ်မှာရှိတဲ့လောဘတိတန့်ပြဖို့ရှိလို့ဒီမှာဝိပယုတ်မှာထည့်ထားတာမထက်ချင်လို့ပေါ့နော်ဒိဋ္ဌာတဝကြတော့ဒိဋ္ဌိကတာတံပယုတ်၄ခုမှာရှိတဲ့လောဘပေါ့နော်ဒိဋ္ဌိလို့လည်းသုံးလို့ရနော်ဒိဋ္ဌိပေါ့ဒီမှာတော့ဒိဋ္ဌာတဝဆိုဒိဋ္ဌိပေါ့ဒိဋ္ဌိကတာတံပယုတ်၄ခုမှာရှိတဲ့ဒိဋ္ဌိအဝိဇ္ဇာတဝကြတော့အကုသိုလ်စိတ်12ပါးမှာရှိတဲ့မောဟနော်အကုသိုလ်စိတ်12ပါးမှာရှင်တဲ့မောဟအဲ့တော့ကာမတဝကလောဘမှုစိတ်10ပါးမှာရှင်တဲ့လောဘမှုစိတ်ဘဝတဝကြတော့ဒိဋ္ဌိကတဝိပယုတ်၄ခုမှာရှင်တဲ့လောဘနော်နောက်တစ်ခါဒိဋ္ဌာတဝကြတော့ဒိဋ္ဌိကတတံပယုတ်၄ခုမှာရှိတဲ့ဒိဋ္ဌိနော်အဝိဇ္ဇာတဝကျတော့အကုသိုလ်စိတ်12ပါးမှာရှိတဲ့မောဟနော်မောဟအဲ့ဒါအဝိဇ္ဇာတဝဒါပဲသူကတပည့်တော်တို့ဖះရှိဖို့တော့
Atodia Livari Goya can Tessura, no? ဟုတ်တယ် အာတော်တရားတို့ဆိုပုံဒီတေးပါတယ်လေ ပါလဲ တေးပုံမှာတခြင်းမှာဒါတွေဒီတေးပါတယ်လေပုံ ဟုတ်လားဆိုပြပါဦး တေးပုံမှာရှင်းတိတ်ကောင်းတာ ဆိုပြပါဦး ဆိုပြပါဦး ဆိုပြစီနေ နားထောင်ကျင်လို့လေ ပိုးပကြီးငိုးသွားမှာဆိုလို့ဆရာကြီးဥတုကဆက်တာရမ်းကောင်းအဲ့ဒါကြီးအကုန်ပါတယ်စားတယ် ဒီပေါ့ဆိုပြတော့လဲထားလိုက်တော့အဲ့တော့ တက်ကတောင်းဆိုနေတယ်ဟာ ဒီမှာတော့ तू ကပြောစရာလေးတော့အများကြီးပေါ့လေဒါကတော့ဒီနေ့ကအမြည်ပေါ့အဲ့တော့ဒီမှာကြည့်ကြည့်လိုက်နော်ဩကနော်ဩကရရေအလင်းမျောနေကြတာဘုရုဇင်တွေနော်ဒီအာသောတရားတွေရှိနေတယ်အာသောတရားတွေရှိနေတော့မျောပြီပေါ့နော်မျောနေတာနောက်တစ်ခါဝဲကရက်နဲ့လည်းတူတယ်ဝဲကရက်နစ်နေတာတက်လို့ကိုမရဝဲထဲမှာမိတာဝဲမရဝဲဟလားတာမရမရှိတော့လေဘာဝဲတွေအဲ့ဒီရဲ့လူတွေကပုံများတယ်ပုံဘုန်းကြီးရောလေကြောင်းဝဲပေါ့ဘုန်းကြီးရောလေကြောင်းဝဲပေါ့attention ပြောင်းရတာပေါ့ attention ပြောင်းရတာဟိုတရက်ကဓမ္မကြီးတို့ပြောတာမဟုတ်တဲ့နဲ့အောင်လေးတယောက်ကဒါတဲ့တစ်ချိန်လုံးပတ်စံပဲတဲ့ဒါတဲ့ဟိုလို့ပတ်စံပဲအလုတ်ကိုတအားလုံနေတာလေလောကီသဘောတရားအရာကောင်းတယ်မြတ်စွာဘုရားကလည်းအားပေးတယ်ဆိုတာတော့သူကဏ္ဍနဲ့သူနော်နိဗ္ဗာန်ရောက်ကြောင်းဟောပြောတာမဟုတ်ဘူးလောကီနဲ့မှာကြိုးစားတာလည်းမြတ်စွာဘုရားအားပေးတယ်ဒါပေမဲ့လို့ဖះနီးလန်းကြအောင်လို့ရည်ရွယ်ချက်ပြောင်းပြီးတော့လုပ်ရမယ်လို့ဒါလို့အားပေးတယ်လို့ဘယ်လိုလုပ်ရမှာလဲဆိုတော့ပတ်စံဆိုပြီးပတ်စံနောက်ကိုလိုက်တာမဟုတ်ဘဲနဲ့ဟိုမှာမိဘတွေကိုချမ်းချမ်းသာသာထားနိုင်ဖို့အဲ့တော့ကကိုယ့်ရဲ့ဒီအမျိုးအဆွေတွေအများရဲ့ကောင်းကျိုးတွေလုပ်ဖို့ဆိုပြီးတော့ပတ်စံရှာလိုက်လို့ရှိရင်ရတာချင်းအတူတူပဲလို့ရတာချင်းအတူတူပဲဒါမှမဟုတ်လှုပ်တိုင်းမှာကုသိုလ်ရပတ်စံဆိုလို့ရှိရင်လောဘစိတ်နဲ့ဟုတ်တယ်ကိုကအလောဘစိတ်နဲ့လှုပ်တာဖြစ်သွားတာလေရှာတာအတူတူပဲနော်ရှာတာအတူတူပဲနော်အများကောင်းကျိုးပြုဖို့နော်ဆိုတဲ့ဟာနဲ့ဆိုရင်ရတာလေဒါပဲလုံနေရတာပဲသို့တော့သူကစွမ်းအားချင်းကြတော့အဲ့ဒီအကျင့်ကပါသွားလို့ရှိရင်အလောဘနဲ့ရှာတာပို့ပြီးတော့အတိတ်ပဲရှိတယ်နော်အဲသူ့ကိုပြောဟိုသူကငယ်သေးတော့အဲ့ဒါမိဘကိုကောင်းကောင်းထားခြင်းလို့အမေကိုကောင်းကောင်းထားခြင်းလို့အဲ့လိုစိတ်နဲ့လို့ပြောအဲ့တော့ဒီမှာလဲဦးဇင်းတို့ကဘုန်းကြီးကျောင်းတွေတို့ဘာလို့သာသနာပြုလုပ်ငန်းတွေလုပ်ရတာအများကောင်းကျိုးဆိုပြီးတော့လုပ်ရတာပေါ့လေအများကောင်းကျိုးဆိုစိတ်နဲ့ထားရတာပေါ့ငါအကြောင်းဟဲ့နော်ငါအလုပ်ဟဲ့ဒီလိုမျိုးငါမပါဘဲနဲ့ဖြစ်နိုင်အောင်တော့တတ်နိုင်တယ်များကြိုးစားရတာပေါ့လေကဲအဲ့ဒီတော့နော်ဒါနှစ်နေတာတဲ့နော်အဲ့တော့ဒီမှာတရားကိုတွေကအတူတူပဲလေနော်တရားကိုတွေဒီမှာတရားကိုဆိုတာသင်္ချာတော့ဒါအာသဝတရား၄ပါးပေါ့တရားကိုဆိုတာကအဲ့ဒီရဲ့ရတာအဝိဇ္ဇာဆိုမောဟနော်ဒီမှာလောဘတရားလည်းပဲလောဘအဲ့တော့လောဘရဲ့မောဟရဲ့ဒိဋ္ဌိရဲ့နော်ဒီ၃ပါးကိုပဲသူကတရားကိုကောက်လိုက်တာနော်တရားကိုဆိုတာရနိုင်တယ်များတူရကိုခြုံလိုက်တာဒါတွေဒီနှစ်ခုကိုကျတော့လောဘစင်းထဲမှာထည့်တယ်ဒါကမောဟစင်းဒါကိုတော့ဒိဋ္ဌိအနေနဲ့ပဲသုံးလိုက်တာအဲ့ဒါတရားကိုလို့ပြောတာအဲ့တော့ဒီမှာအတူတူပဲလေကာမောကတဲ့ဒီသူကကာဟိုကျတော့ကာမရဲ့အာတဝရဲ့ပေါင်းတာတရားကျတော့ကာမရဲ့ဩကရဲ့ပေါင်းတာနော်ဩကဩနဲ့မနဲ့ပေါင်းလိုက်တော့မောဖြစ်သွားတယ်အဲ့တော့ကာမောကဘဝကဒိဋ္ဌောကအဝိဇ္ဇောကဩကနဲ့ပေါင်းလိုက်တာနော်ကာမောကဘဝမောကဟာလားဓမ္မကြီးကဲဘဘုံအဲ့ဒီချင်းပြီးတော့ပို့ခုမှကာမောကဘဝမောကဘဝဟုတ်ပါ
မောကဒိဋ္ဌောကအဝိဇောကအော်အေဟုတ်ပြီကုန်ပါတယ်ကိုဒီစာသားတွေအားလုံးပါတယ် ဟုတ်တယ်ကာမောကဟိုဟာလည်းပါတယ်ဟိုစဝိုင်းလက်ဟာတွေလည်းပါတယ်အော်ကာမောကဘောမောကဒိဋ္ဌောကအဝိဇောကဟုတ်တယ်ဘုနော်တင်းတချင်းနေကြိုက်ပုံရတယ်တက္ကမကြီးမဆိုလို့မှဦးစင်းကစဉ်းစားဆိုနေရတာဟုတ်ဘာလဲမြောက်ပေးမြောက်ပေးနေပဲနဲ့နော်အဲ့တော့ဒီမှာအတူတူပဲလေဒါပဲနောက်ကယောဂကြည့်နော်ယောဂလည်းကာမယောဂတဲ့ပြီးရင်ဗာလဲဘာယောဂလဲဘဝယောဂပြီးရင်ဒိဋ္ဌိယောဂအဝိဇ္ဇာယောဂဝိဇ္ဇာယောဂဒီတိရပါလားအဲ့တချင်တင်ရတေးပုံပမာတင်းပြောတာအဲ့တချင်ပဲတေးပုံနော်နည်းနည်းလေးမှတ်မိလာတယ်လို့ပဲဘုံအဲ့ဒီတရက်ကိုကောက်ပြပါအောင်ဘုံဒီယောဂရဲ့တရက်ကိုအတူတူပဲလေတရက်ကိုကအတူတူပဲကာမလောဘရဲ့ဒိဋ္ဌိလောဘရဲ့ဒိဋ္ဌိရဲ့မောဟရဲ့ပဲဒီမှာမောဟရဲ့ဒါပဲဒီတိကနောက်ပိုင်းလဲအများကြီးမကွာဘူးဒါပေမဲ့ခေါ်ဝေါ်တွေဦးဇင်းတို့ရှေ့မှာပြောခဲ့တယ်လို့လေဗာလဲပိဋကတ်သုံးပုံတို့ဖရာတရားတွေမှာတို့သုံးတဲ့အသုံးနှုန်းတွေsynonym တွေပြောလို့ရတာလေပြမဗျာသို့တော်သူကအဓိပ္ပာယ်လေးတော့နည်းနည်းလေးတော့ကွာသွားတာပေါ့လေကွာသွားတာပေါ့အဲ့တော့ကံအဘိဇာကာယဂန္ဓဗျာပါဒဒါလေးအဆက်လေးတွေလောက်ထားတာဇေယျကွက်ဆန့်အောင်လို့ကာယဂန္ဓနဲ့ပေါင်းရမှာဗျာပါဒကာယဂန္ဓသီလပတ္တပရမာသကာယဂန္ဓဣဒံသစ္စာဘိနိဝေဒကာယဂန္ဓနော်ဂန္ဓလို့အဘိဇာဆိုတာကြားဘူးလေမလားကြားဘူးပါတယ်ဖေဟာနော်သူကလောဘပဲလေဟုတ်တယ်မလားတင်ပါဗျာနော်အဘိဇာလည်းလောဘဗျာပါဒကြတော့ဒေါသဖြစ်မယ်ဒေါသနော်သီလပတ္တပရမာသကြတော့ तू ကအဲ့ဒါတော့မပါသေးဘူးနော် तू အကျင့်တွေကိုမှားယွင်းသုံးတတ်တာဟိုမှာခွေးလိုကျင့်တာတွေရှိတယ်နော်ခွေးလိုအိတ်တယ်ခွေးလိုစားတယ်နွားလိုလည်းကျင့်တယ်နွားလိုအိတ်တယ်နွားလိုစားတယ်အဲ့လိုပေါ့နော်အဲ့နွားဘဝမရောက်အောင်လို့တဲ့ဟုတ်တယ်နော်အဲ့လိုကျင့်တာတွေကနိဗ္ဗာန်ရောက်ကြောင်းဘဝလွတ်မြောက်ကြောင်းလို့မှားယွင်းသုံးတတ်တာဒိဋ္ဌိတွေပဲလေနော်ဒီမှာဒိဋ္ဌိအပေါ်ကဒိဋ္ဌိတွေပဲနော်နောက်တစ်ခါဣဒံသစ္စာဘိနိဝေဒဓမ္မဒါဟိုးစာတွေကအမှားတွေအဲ့လိုမျိုးသုံးတတ်တာဒါလည်းဒိဋ္ဌိတွေပါပဲအဲ့တော့ဒါနောက်မှဆက်တာကောင်းမယ်ထင်တယ်ရှေ့ဟာတွေကတွားရအောင်ပါနော်အာဩဃဆိုလို့ရှိရင်ဝဲဩဃနော်ဝဲဩဃဝဲထဲမှာကြလာပြီဆိုလို့ရှိရင်အကုန်လုံးကိုဆွဲယူနှစ်မြုပ်ပြစ်တာတင်မောကြီးတွေတောင်မှနော်တင်မောကြီးတွေတောင်မှဆွဲယူနှစ်မြုပ်နိုင်တယ်နော်တတ္တဝါတွေကိုတန်တရာကနေမလွတ်အောင်လွှမ်းမိုးနှစ်မြုပ်၍တတ်တတ်တယ်တဲ့ဩဃနှစ်မြုပ်စေတတ်နှစ်မြုပ်တတ်တဲ့အတွက်ကြောင့်ဩဃတဲ့ဒါကတော့ပါဠိကတော့ဘုဟုတုတ္တပါနော်ဝဟနန္တိတိတာပင်တိတိဩဃယောဂကျတော့အရာဝတ္ထုတစ်ခုနဲ့တစ်ခုအစေးနဲ့ကတ်ထားလို့ရှိရင်ခွာဖို့ခက်တယ်ထိုကဲ့သို့တရားဝါတွေကိုဘယ်မှာသွားကတ်လဲဆိုဟိုစင်းရဲမှာသွားကတ်ထားတာဒါတွေပဲနော်လောဘဒိဋ္ဌိမောဟပဲနော်လှဲတွေကိုတဲ့နွားတွေမှာလှဲနဲ့နွားပေါ့ရှင်တက်ထားလို့ရှိရင်တဲ့ကတ်ထားတယ်လို့တဲ့တန္တရာဘဝဆက်ကွင်းထဲမှာတရားဝါတွေကိုကတ်ရှင်ထားတဲ့အတွက်ကြောင့်နောက်တစ်ခါအကြောင်းကံနဲ့အကျိုးဝိဘတ်ကိုဆက်ရှင်ထားတယ်အကြောင်းကံနဲ့အကျိုးဝိဘတ်ဆိုတာကောင်းတာတွေလုပ်တယ်ဆိုလို့ရှိရင်ကောင်းတဲ့ဘဝတွေဆိုတဲ့အကျိုးဝိဘတ်တွေဒါဝိထိမုတ်ပိုင်းမှာအများကြီးတွေ့ခဲ့ပြီ
မကောင်းတာတွေလောက်ထားရင်မကောင်းတဲ့ဘဝအကျိုးဝိပတ်တွေရှင်ဆက်ထားတယ်နော်တရားဝါတွေကိုဘဝတစ်ပါးနဲ့ဆက်သွယ်ရှင်ဆက်ပေးတတ်တယ်နောက်တော့ဒုက္ခအမျိုးမျိုးတန်တရာဒုက္ခအမျိုးမျိုးတွေနဲ့ရှင်ဆက်ပေးတတ်လို့ယောဂလို့ခေါ်တယ်အဲ့တော့ဒါလည်း another synonym of this three ပဲလေလောဘဒိဋ္ဌိနော်လောဘဒိဋ္ဌိမောဟပဲနော်ဟိုမှာဒူးတွေနားတယ်နားတယ်ခေါင်းတွေတယောက်ကလည်းခေါင်းတွေကြိုက်တယ်ဒုက္ခအမျိုးမျိုးတွေနဲ့တယောက်ကကျတော့အေးမိနာစီးတယ်ချောင်းဆိုးတယ်ဝဝလာဟုတ်တယ်ဘဝဒူးတွေနာလို့ဆေးထိုးတာနော်ဟုတ်တယ်မလားဟုတ်တယ်နားလိုက်တာဟုတ်ပါအဲ့တော့ကန္ဓာတွေတော့နောက်မှလာမယ်နော်နောက်မှလာမယ်အဲ့တော့ရှေ့ကနေပြန်နှွေးဖို့ဟာဘယ်နာစနှွေးမလဲရှေ့ကနေမနှွေးလို့မရဘူးနော်ဟိုရန်စိတ်ဝင်စားနေတဲ့အချိန်မှာဖြတ်လိုက်တယ်စိတ်ကဝင်စားစရာတွေလာမှာတော့တင်းတင်းကတချင်းအောင်ဆိုပြတော့တချင်းရွေနေဖြတ်ဖြတ်တော့ငါတီလာရှင်ဝက်လိုက်ပါဘာဖြစ်လို့တရားတွေကြာနေရလေဟာတရားတွေကြာတူဟိုလောက်နေ warning နေပေးနေအဲ့ဒါကြောင့်ရက်လိုက်တာဒကာကြီးတီလာရှင်ဖြစ်သွားမှာဦးကျော်တို့ဒုက္ခတွေရောက်နေဆိုလို့ဟုတ်ပါဖေအဲ့လိုဖြစ်နော်antidote ပကိန်းမိုင်းလေးဖွင့်လိုက်အောင်မယ်ပကိန်းမိုင်းဆိုမေးများမေးနေပြီလားမသိပါဘူးနန္တေပညာတပါဖေပကိန်းမိုင်းအဲ့တော့မလားကွယ်53ပါရှိလို့လေဂိမ်းမိုင်းကိုကဲဒီမှာဂိမ်းအချုပ်တဲ့ဂိမ်းမိုင်းအချုပ်ပကိန်းမိုင်းအချုပ်တဲ့ရှင်ပြတပည့်တော်တို့ PowerPoint ပို့လိုက်တာလေပြီးတော့ print out ထုတ်တာဘလို့မှမရအောင်ကျန်တဲ့လူတွေရချတယ်တို့ထုတ်ပြီးပြီမြစ်ထုတ်တာလေမြစ် error ပြတယ်ဒါတောက်ချနေတွေကထုတ်နေတာနော်โอเคဒါဖြစ်ရင်တော့ငါနောက်မှတစ်ခါစူးစမ်းမယ်ဆိုတော့အကုန်လုံး email ပဲပြန်ပိတ်ပြီးပြီနော်ကွန်ပျူတာကြီးလည်းဟိုကပိတ်ပြီးဒီနေ့အသစ်ပြန်ဖွင့်တဲ့အချိန်မှာတစ်ခါပြန်ထုတ်ကြည့်တော့လေအဲ့ဒီ the same error ပြတယ်ဘာဖြစ်လို့လဲမသိဟုတ်အင်းတော့အားလုံးထုတ်ပြီးဖုန်းပေးတာကြီးအားလုံးဘာဖြစ်လို့လဲမသိဘူးပုံမှန် PDF ဆိုရင်လွယ်လွယ်ကူကူထုတ်လို့ရတဲ့ဟာလေအဲ့ဒါ error တွေပဲနောက်တော့မှမြို့ကိုဘယ်လိုလုပ်လဲတင်းပြောပြမယ်ဟုတ်ပြီနောက်မှကျမပြန်ကောင်းပြီတဲ့အဲ့ဒီတော့ပကိန်းမိုင်းအချုပ်တဲ့နော်ဝေဒနာတိဆက်ကဆိုတာဘာပြောတာဝေဒနာအပြားနဲ့ခွဲတာပေါ့ဗျာအာဒီရပါတော့အာဒီကဝေဒနာတော့ဝေဒနာလေအာဒီကမှတ်မိတော့ပါဘူးဗျာလူစမ်းပါဘယ်နားလေးမှတွေ့ဘူးလေအာရိကပါလေအာရိကမိကဇာနာဝိဟုတ်တယ်ရပြီတာဓုဒီကမာရတော်ပြီတော်တယ်အာဒီဆိုတာအဲ့မှာအစလေနော်အာရိကမိကဇာနာဝိတိဇံကိုပထမအဆုံးဝင်စားတာနောက်တစ်ခုဟာတော့ပါဠိလိုမှတ်မိတယ်လေဂာနာဒိဋ္ဌိယဆိုတာလေဂာနာဒိဒါတော့မှတ်မိဖို့ခက်ခဲမှာပါပါဠိဟိုဟာအဲ့မှာအာဒီအစရှိသည်တရားဆိုတာ3ဒါအစရှိဂာနာအစရှိတဲ့3ခုနော်ဂာနာဇေဝကာယကိုလေမှန်ပါတယ်ဗျာရူပပုံမှာမရတာအဲ့ဒါဂာနာဒိဋ္ဌိယနော်ဂာနာဒိဋ္ဌိယအဲ့တော့ဝေဒနာတိဆက်ကဆိုတာဝေဒနာအစရှိတဲ့6ပါးနဲ့ခွဲတာလေအဲ့ဒါဆိုတော့ဟိုအောင်ပြောချင်တာပေါ့ဝေဒနာရဲ့ဟေတုကိစ္စဒွါရအာရမဏဝုထုတော်ပါသေးရဲ့ရသွားပြီအာဒီကမိကကိုမေ့နေတာဗျာအာဒီကမိက
အမှန်အဲ့ဒါတစ်ချိန်တော့ဟိုရုပ်ပိုင်းတော့ပြောနေတဲ့ဟာနော်ဟုတ်တယ်အာရူ ကဲဟုတ်ပြီကဲအဲ့တော့ဝေဒနာရိစက္ကနဲ့ဒီနံပါတ်1ကိုကြည့်အောင်လောဘမှုစိတ်8ပါးကိုဝေဒနာသင်္ကဟနဲ့ပြောမယ်ဆိုရင်ဘာဝေဒနာတွေရဘောပါလောဘမှုစိတ်ဆိုတော့ဒုက္ခဒေါမနတဝေဒနာဘူးလောဘမှုစိတ်8ပါးပါဆိုမှပဲဒေါမနတလောဘမှုစိတ်ပါလောဘလောဘမှုစိတ်လောဘဒီမှာဒီအောင်မြင်ရတယ်မလားမြင်ရပါတယ်ဖေဝေဒနာကိုပြောနေတာလေအာရရှီရရမလားလောဘမှုစိတ်8ပါးဝေဒနာလေဒုက္ခဝေဒနာဒုက္ခဝေဒနာဆိုတော့ဒုက္ခဝေဒနာဝေဒနာဒုက္ခဝေဒနာဒုက္ခဝေဒနာသောမနတဝေဒနာကဲဖေခဏဒုက္ခဝေဒနာပါဖေတပြီကဲဝေဒနာအလုံးပေါင်းဘယ်နှပါဝေဒနာဝစအိန္ဒြိယဗေဒနဲ့ဆိုရင်5ပါးပါဗျာတကယ်အဲ့5ပါးကိုပြောကြည့်ဆိုရင်3ပါးပါဗျာအဲ့5ပါးကိုပြောကြည့်ဒုက္ခဝေဒနာဒုက္ခဝေဒနာဒေါမနတဝေဒနာဒေါမနတဝေဒနာပိက္ခဝေဒနာကဲဟုတ်ပြီကဲလောဘမှုစိတ်8ပါးဘယ်ဝေဒနာတွေပါတော့ဒေါမနဟိုလည်းပါဗျာသောမနတဝေဒနာသောမနတနဲ့ပိက္ခာနဲ့ပါဗျာပိက္ခာဗျာအေးလေအဲ့လိုပြောလေမနောက်နဲ့လေမနောက်ပါဒုက္ခတွေရောဒုက္ခတွေရောစိတ်ထဲကနေကြည်တန်းတည်ပြီပေါ့သောမနတဥပိ္ပခာအေးလေဒါမှမဟုတ်ခုနကတော့ဒေါမနတတွေရောဒုက္ခတွေရောဒုက္ခတွေရောဒေါမှုစုကြီးကကြားတယ်ဒုက္ခဟုတ်တယ်ဖေတပည့်တော်ပြောပါတယ်ဖေအဲ့တော့လောဘမှုစိတ်8ပါးဝေဒနာနဲ့ဝေဒနာသင်္ကဟနဲ့ဆိုဘာဝေဒနာတွေတော့သောမနတဝေဒနာနဲ့ဥပိ္ပခာဝေဒနာဥပိ္ပခာဝေဒနာနော်အနုဘဝနာနီးနဲ့ဆိုရင်အနုဘဝနာအဲဥစ္စာဒုက္ခဝေဒနာနဲ့အဒုက္ခအဒုက္ခမဒုက္ခဝေဒနာအဒုက္ခမဒုက္ခဝေဒနာโอเคရပြီနော်ရပါပြီโอเคနောက်တစ်ခါလောဘမှုစိတ်8ပါးနဲ့ရှင်နိုင်သမျှစေတသိက်ပေါင်းဒီတွက်ကြည့်ဒီတွက်ပါမယ်ဖေစေတသိက်အဲ့ဆိုလို့ရှိရင်သဗ္ဗစိတ်တသာရဏစေတသိက်9ပါးပါဗျာကဲဒီမှာလိုက်ရေးထားရနော်ဒါလေးကိုကြည့်ပြောမယ်နော်သဗ္ဗစိတ်တသာရဏ9ပါးပြီးရင်ပကိန်းစေတသိက်ဆိုတော့ဘို့လော်တရီ3ပါးပကိန်းကိုမကြော်နဲ့ပကိန်းကိုကြွားရအောင်လေပကိန်း6ပါးကိုသွားအောင်လေဝိတက်သွားအောင်လေဝိတက်မှာပါပါတယ်ဗျာရှိပါဝိတက်ပါပါတယ်ဗျာဝိစာရလည်းပါပါတယ်ဗျာအတိမောက္ခလည်းပါပါတယ်အတိမောက္ခလည်းပါမယ်ဝိရိယလည်းပါပါတယ်ဝိရိယလည်းပါမယ်သန္တာလည်းပါပါတယ်ဗျာသောမနတာဆိုတော့လေပီတိကကြတော့တဝက်ပဲနော်သောမနတာတွေဆိုတော့ပါပါတယ်ဗျာပြီးရင်သန္တာလည်းပါဗျာသန္တာလည်းပါမယ်နော်ပါဗျာသန္တာလည်းပါမယ်နောက်တစ်ခါမောစတုတ်4ပါမောစတုတ်4ပါပါပါတယ်ဗျာမောစတုတ်4ပါပါမယ်ပြီးတော့လော်တရီ3ပါပါပါတယ်3ပါလော်တရီ3ပါပါမယ်ဒေါစတုတ်4ပါ4ပါမပါပါဘူးခင်ဗျာမပါဘူးဌိနမိတ်တာဝီစီဌိနမိတ်တာပါပါတယ်ခင်ဗျာတဝက်ပါတယ်လောဘဝီစီကိစ္စဇီကိစ္စပါပါဗျာဝီစီကိစ္စမပါဘူးပါပါဘူးဗျာကဲအဲ့ဒီတော့နော်ဒီအဲ့ဒီလောဘမှုစိတ်8ပါးနော်လောဘမှုစိတ်8ပါးခါနော်လောဘမှုစိတ်8ပါးထဲမှာဟိတ်ဘယ်နှပါးရှိတယ်လဲ3ပါးပါလောဘမှုစိတ်8ပါးထဲမှာလောဘဟိတ်ဒီမှာဒီထဲမှာဘာဟိတ်ပါလဲဒီ4ပါးထဲမှာဘယ်4ပါးလဲပေါ့ဒီမှာလေးမောစတုတ်4ပါး
မမြင်အောင်လားဦးစင်း မြောက်ဗျာ ဩဘာလို့မမြင် ဒီမှာတွေ့ပါပြီဖေတပည့် ဘု တော့ဘက် ရား ကို များလေးတွေ့ပြီဘုံ ဩအေးဟုတ်ပြီနော်မောစတုတ်၄ပါးထဲမှာ ပါထဲမှာ ဘာဟိတ်ပါလဲ စိတ်12ပါးလုံးပါတယ်ဆိုတော့ နေအောင်ဒေါ်ပုစုအောက်သူစိတ်12ပါးပါဦးလေလောဘမှုစိတ်10ပါးအခြေခံလေ ဥစ္စာတွေမှာလေမောစတုတ်၄ပါးကိုပဲပြောနေတာလေ မောစတုတ်၄ပါးထဲမှာ ပြောတာနော် ဟုတ်တယ်အဲ့မှာမောဟပါပါတယ် မောဟပါမှာပေါ့ မပါ အဲ့ဒါဒီပါမောမာန မောဟဟိတ်ပါမယ်နောက်တစ်ခါလောတရီ3ပါးထဲမှာ လောဘဟိတ်ပါ လောဘ လောဘဟိတ်ပါမယ်နောက်တစ်ခါ ဒေါသ အဲ့ ကဲအဲ့တော့အဲ့နှစ်ခုပဲလေ အဲ့နှစ် မော ခု ဟနဲ့လောဘနဲ့ဒေါသမပါဘူးလေအဲ့တော့ तू ကသူ့ကိုဘာဟိတ်လို့ခေါ်မလဲ ဒွိဟိတ်ပါ ဒွိဟိတ် ပါ ဒွိဟိတ်လို့ခေါ်မယ်နော်ဒွိဟိတ်လို့ခေါ်မယ်အဲ့ဒါဟိတ်နော်ရပါသေးချိန်နော်နောက်တစ်ခါဒွိဟိတ်ရပြီဒွိဟိတ်ရပြီဟိတ်ပြီးတော့ပါမယ်ကိစ္စနော် ကိစ္စ14ပါ ကိစ္စ14ပါးမှာလောဘမှုစိတ်10ပါးကဘာကိစ္စတွေများဆောင်ရွက် ဇောကိစ္စပါဘုံ ဘောကိစ္စဆောင်ရွက်မယ်ပထမဆုံးပဋိသန္ဓေဘဝင်စုတိဆောင်ရွက်တာကဘာတွေလဲ အကုသိုလ်စိတ်12ပါ ဥပိ္ပခတန်ဒီဒနာ2ပါး ဥပ္ပခာတန်တီနာ ပဲ7ပါးမဟကောဝိဘက် ပဲရှိပါ ဥပေက္ခတန္တိရဏ2ပါးရဲ့ ပါ မဟာဝိဘတ်10ပါးရဲ့မဟဂဝိဘတ်9ပါးရဲ့အဲ့ဒါပဋိသန္ဓေဘဝင်စုတိဒါကိုဆောင်ရွက်တာပေါ့နောက်ဘာကိစ္စလဲပဋိသန္ဓေဘဝင်ပြီးတော့ အဝိ ဝ ဇ္ဇ ဇန်ကိစ္စ အာဝဇံကိစ္စကြတော့ဘာဆောင်ရွက်မလဲ ဝိဇ္ဇန်တွေက ဝဇ္ဇန်တွေပေါ့ဗျာ ဝဇံနေနော်ပင်စတော်ရာဝဇံနဲ့ နော နော တော် တော်ရာဝဇံနောက်တစ်ခါအာဝဇံပြီးတော့တတနာတဝနာကာယနာ အစေကာယနာ ခဏလေးနော်အတန်တွေကဟွာတွေပါကိစ္စနာမည်မဟုတ်ဘဲနဲ့ကျန်တဲ့နာမည်ရောနေတော့ဒတနာတဝနာ ဝနာ ကာယနာတာယနာဖုဒနာ ကာယနာဥဒနာ နော်ဒတနာတဝနာကာယနာတာယနာဖုဒနာနော်အဲ့ဒါကဌာနနဲ့ပြောရင်ဘာဌာနလို့ခေါ်လဲ ဒီပင်စဝိညာဉ် ပင်စဝိညာဉ်ဌာန ဝိညာဉ်ဌာနပါဗျာ ပင်စဝိညာဉ်ဌာနလို့ခေါ်တယ်နောက်ဘာကိစ္စလာမလဲ တမ္ပတိဆိုင်ပါဗျာ တမ္ပတိဆိုင်ကိစ္စအဲ့ဒါလည်းတမ္ပတိဆိုင်2ပါးပေါ့နော်တမ္ပတိဆိုင်တန်တိရဏကိစ္စက တန်တိဒနာ3ပါ 3ပါးဝုထောကိစ္စက နောတော် မနောတော်ရာဝဇံဇောကိစ္စကအလုံးပေါင်းဘယ်နှပါလဲ 55ပါ 55ပါအဲ့ဒီ55ပါကိုလွယ်လေးအချင်းချုပ်ပြောမယ်ဆိုရင် အကုသိုလ် အာကုသိုလ်ကုသိုလ် ကရိယာ ကရိယာဖို့အဲ့ဒီမှာချွင်းချက်ကဘယ်ထဲမှာရှိလဲ ကာမ ကာကရိယာထဲမှာလေ ကရိယာထဲမှာဟာ ကရိယာထဲမှာလေပါဗျာ ကရိယာထဲမှာအာဟိကရိယာထဲမှာလေ ဒီမှာဗျာ မနောဒရဝဇံနဲ့ပိစဒရဝဇံကကရိယာဖြစ်တော်လဲပဲဇောမထိုက်ဇောမဟုတ်ကဲအဲ့ဒီတော့အာကုသိုလ်ကုသိုလ်ကရိယာဖိုးလို့ပြောလိုက်တာ ਨੇ စောစောကချွင်းချက်လေးတစ်ခုသိတာ ਨੇ ဇော55ပါတွက်ဖို့ကမလွယ်ဘူးလား လွယ်ပါတယ်လွယ်တယ်လေနော်လွယ်တယ်ဟိုဟာအဲ့ဒါကြီးရပါတယ်နော် ရပါတယ်ဗျာ ရပါတယ် မရတဲ့နေရာတွေပြောနော်မရတဲ့နေရာပို့ပြီးတော့ထပ်ပြောမယ်ကဲအဲ့ဒီတော့ဇော55ပါးကစောစောတော့ဟိုဟာဆိုရင်ကြော်လိုက်တာနော်မလောဘမှုစိတ်10ပါးဒွိဟိတ်မအာဟိစိတ်18ပါးဆိုရင်ဘာဟိတ်လဲတောက်တယ်အဟိတ်စေ အာဟိတ်ပေါ့ အာဟိတ် တပါးမှ ရှိပါဦးဗျာ အာဟိစိတ်ပါ အာဟိတ်ပေါ့နောက်တကမောဟမှုစိတ်2ပါးက
Eka hate. ဧကဟိတ်မောဟဟိတ်တစ်ပါးတည်းရှိလို့ဧကဟိတ်နောက်တစ်ခါဒေါသမှုစိတ်နှစ်ပါးက သူလည်းတွေး ဒွိဟိတ်ဒေါသနဲ့ Dora. နောက်တစ်ခါညာနာဝိပယုတ်စိတ်12ပါးက ဒွိဟိတ် ဒွိဟိတ် ဗျာ အလောဘနဲ့ အာဒေါ အဒေါသနော်နောက်တစ်ခါတိဟိတ်ကြတော့ညာနာတံပယုတ်စိတ်12ပါးရဲ့မဟဂုတ်လောကုတ္တရာရဲ့အဲ့ဒါကြတော့ဘာဟိတ်တွေလဲအလောဘ မောဟ နော်အဲ့ဒါတွေပေါ့အဲ့ဒါစောစောလုံးကမပြောပဲထားခဲ့လိုက်တာပိုနှွေးသွားအောင်လို့ပြန်ပြောလိုက်တာကဲနောက်တစ်ခါကိစ္စပြန်သွားမယ်အဲ့တော့အကုသိုလ်ဆိုတော့အကုသိုလ်စိတ်ပေါင်းက 12ပါး ကုသိုလ်ဆိုတော့ကုသိုလ်စိတ်ပေါင်းက မဟာကုသိုလ်10ပါး 7ပါးရဲ့မဟဂု မဟာကုသိုလ်9ပါး 9ပါးရဲ့ 18ပါးပါ Nasatuba. မကုသိုလ်4ပါးထည့်လိုက်အောင် မကုသိုလ်4ပါးပါဟုတ်တယ်ပါဗျာ အဲ့တော့20နဲ့တပါးနောက်တစ်ခါကရိယာကြတော့ Panase. အာကရိယာရဲ့ ရှိသမျှတော့ ကရိယာ9ပါးရဲ့ဆို အစဉ်တိုင်းပြောမယ် ပြာက20 မဟာကရိယာ10ပါး Magia ship. အိုင်ကရိယာစ Magia. Magia. 3ပါး Magia မာဂ ship. ရိယာ10ပါး 10ပါး ပရိယာ မဟာကုကရိယာ9ပါး 9ပါး ကုတ္တရာဖို့4ပါး ဒီပါ အခု Yeah, for me, Bauli. ဟိုမပါတော့ကရိယာလည်းမပါတော့ကြာဟိုပဲ တော့ပါပါဦးလေက ပြန် ရိယာ ဖယ်လိုက်ပြီဗျာ ဟုတ်တယ် ပါတီ ရှိရတယ်ည ထုတ်စီတိုးရင်လေစီးကြော်သွားသမီးပူပြီးဆိုပြောရင်အာမဘာတဘာလဲ Okay okay ဟုတ်ပြီအဲ့တော့ကရိယာတွေအဲ့ဒါသိသွားပြီဆိုတော့အဲ့ထဲကဘာအောင်နှုတ်မလဲဆောပြောပြီးပြီလေဇောတွက်နေတာဆိုတော့ဘာကရိယာတွေကိုနှုတ်မလဲလို့ ကရိယာနှစ်ပါးပေါ့ခင်ဗျာခုနပြောခဲ့တဲ့မနောတာရာဝဇ္ဇန်နဲ့ပင်စတာရာဝဇ္ဇန် ဒေါတော်ရာဝတ္တန် နော်ပင်စတရာဝဇ္ဇန်နဲ့မနောဒရာဝဇ္ဇန် ဝဇ္ဇန် ကဲနောက်တစ်ခါကရိယာအကုသိုလ်ကုသိုလ်ကရိယာဖို့ဆိုတော့ဖို့က လေးပါ ဖို့4ပါးပါ ပေါ့အဲ့ဒါဇော55ပါးအဲ့ဒီမှာ12 18 20နဲ့4ကိုပေါင်းလိုက်ရင်ဘာစိတ်လို့ခေါ်တာလဲ ကာမစိတ်ပါဗျာ ကာမစိတ်54အဲ့ဒီကာမစိတ်54ထဲမှာရှိတဲ့ဇောဖြစ်တဲ့စိတ်တွေကိုဘာဇောလို့ခေါ်လဲ ကာမဇောပါဗျာ ကာမဇောဟောဘကမဟဂုတ်လောကုတ္တရာထဲမှာရှိတဲ့ဇောဖြစ်တဲ့ဟာတွေကို အပ္ပနာဇော အ ပါ ပ္ပ ဗျာ နာဇောโอเคနောက်တစ်ခါတရားယုံ7ပါးပါလေလေ တန်ဒီရဏ3ပါး မာဝိပဿနာ8ပါးအဲ့ဒါဆိုရင်ကိစ္စကဲအဲ့ဒီတော့အခုလောဘမှုစိတ်8ပါးကဘာကိစ္စလဲလို့ပြောရင် ဇောကိစ္စပါ ဇောကိစ္စ ဇောကိစ္စပေါ့ဗျာ ဇောကိစ္စထပ်စဉ်းစားနေသေးရလားနောက်ဒွါရဒွါရဘယ်နဲ့ဒွါရမှာဖြစ်မလဲလောဘမှုစိတ်8ပါး ဝါရ ဒွါရဘယ်နှပါလဲ 6 ပါပါ 6ပါးဘာဒွါရတွေလဲသကုဒွါရ သောတာ ကာယ စိန်အာယ မနော ဒေါတော်ရာ အဲ့တော့မနောဓာရပါဗျာ စကုဒွါရမှာဖြစ်တဲ့စိတ်တွေပြောကြည့်ပါ သကုဝိ ဒီ ညာဉ် ဒေါ လေး ရမှာပြ ဒါတော့ဝိဇ္ဇာ ပစ္စဓာရဝဇ္ဇံ တပါ ကုဝိညာဉ်စိတ်နှစ်ပါး စိတ်တပါ ပဋိစ္စနှစ်ပါး အမတိဆိုင်တပါနာဂိရဏဘောပါ ဘုထောတစ်ပါး တပါ ကာမဇော29ပါး 29ပါး တရားယုံ10ပါး 10ပါး အလုံးပေါင်း46ပါပါ 46ပါးတကယ်ဖြစ်တာကတော့တရားယုံ7ပါးเนาะတူလို့ပြန်ချုပ်လိုက်တာเนาะ ဒီမှာ ဟိုအဲ့ဒါလေးတွေဟို 3ပါးကိုပြန် ဟုတ်တယ်ပြန်ချုပ်လိုက်လို့ကိုကစိတ်အဲ့ဒါလေးလည်းတိခဲ့ပေါ့ကဲအဲ့ဒီတော့အဲ့ဒီထဲမှာလောဘမှုစိတ်8ပါးမပါဘူးလား ပါပါတယ်ဗျာမဟာကာမ အဲ့ဒါ ဇော ဆိုရင်ဘာဖြစ်လို့စောစောလုံးက
တော်မင်းမစေကမနောတော်ရမှာဖြစ်ပါတယ်ဖေယားလို့ပြောတာဟုတ်လောဘမူကတော့မနောမှာဖြစ်တာတော့သိစားဒါပေမဲ့အခုပြန်ကြည့်လိုက်တော့တစ်ခုချင်းစီမှာလဲဓာရတစ်ခုချင်းစီမှာလဲဖြစ်ပါတယ်ဖေယားဖြစ်တယ်အဲ့တော့ဘယ်နှစ်ဓာရမှာဖြစ်တော့တစ်ခုဓာရ6ဓာရမှာဖြစ်6ဓာရမှာဖြစ်တယ်6ဓာရမှာဖြစ်တယ်နောက်တစ်ခါမနောဓာရမှာဖြစ်တဲ့စိတ်တွေတွက်ကြည့်ပါဦးမနောဓာရဖြစ်တဲ့စိတ်26ပါရှိပါတယ်ခဏကျော်29ပါဘယ်တော့မှမနောဓာရဖြစ်တာနော်ကာမဇော29ပါအပနာဇော26ပါ6ပါတရားယုံတော်ဇန်ဒီပါတရားယုံ17ပါ68ပါနော်မနောဒရဝဇံဇော55တရားယုံ17နော်ဒီဥစ္စာဘယ်မှာသွားအရေးကြီးမှာလဲဝီထိပိုင်းကြရင်အရေးကြီးကြလေနော်ဒီမှာဝီထိတွေစင်လို့ရှိရင်အဲ့ဒါအရေးကြီးမှာမနောဒရဝီထိဆိုရင်ဘယ်ကစလဲမနောဒရဝဇံမနောဒရဝဇံစပါဟိုအဓိတဘဝင်ကဆိုရင်ဘဝင်ပစ္စေတာကတော့ဒါဘဝင်ပိုင်းပေါ့ကဲအဲ့ဒါဆိုရင်ရပြီကဲနောက်တစ်ခါအာရမဏသင်္ဃာအာရမဏသင်္ဃာမှာလောဘမှုစိတ်၈ပါးဘယ်ကိုအာယုံပြုပါသလဲအာရမဏသင်္ဃာအဲ့တော့အာယုံအချုပ်နော်အာယုံအချုပ်ဘယ်နှမျိုးရှိလဲ6မျိုးရှိပါဗျာဓမ္မယုံ10မျိုးဟုတ်လေအာယုံအချုပ်ဆိုတာအာယုံပြုပုံအချုပ်လေကာမရဲ့ကာမနေကံကာမဧကကာမရဲ့ခုတ်ရဲ့ပြဉ္ညတ်ရဲ့နိဗ္ဗာန်ရဲ့၄မျိုးပါဗျာဒီမှာနော်တော်ပါသေးအဖတ်ဆယ်နိုင်တော့အဖတ်ဆယ်နိုင်တော့လောဘမှုစိတ်နော်လောဘမှုစိတ်၈ပါးနိဗ္ဗာန်ကိုအာယုံပြုမလားမပြုပါဘူးခင်ဗျာပြုပါဘူးခင်ဗျာပြဉ္ညတ်ကိုပြဉ္ညတ်ကိုဘယ်လိုလဲမပေါ့အခုတို့12ပါးလေဘုံပြဉ္ညတ်ပြုတာပေါ့ဗျာအခုဆိုပြဉ္ညတ်ကိုအခုဆိုပြဉ္ညတ်ကိုအာယုံပြုပါလောကီအာယုံ6ပါးကိုပဲဟုတ်တယ်6ပါးကိုလောကီအာယုံလို့ပြောလိုက်တဲ့အတွက်ကြောင့်နိဗ္ဗာန်လွဲရင်ဒီ3ခုကိုဘယ်လိုခေါ်လဲလောကီပေါ့လောကီနော်အနေကံနေပေါ့ဗျာအနေကံပေါ့3ခုပါသွားပြီဆိုတော့အနေကံပေါ့အဲ့တော့ကာမမဟကိုပြဉ္ညာအနေကံအာယုံပြုတယ်ပေါ့ရမယ်နော်အဲ့ဒါနည်းနည်းလေးခက်ဖြန်းဖြန်းလေးပြန်ချုပ်ကြည့်အောင်ခက်ဖြန်းဖြန်းလေးပြန်ချုပ်မယ်ဆိုတော့ကာမကိုဧကံအာယုံပြုတဲ့စိတ်တွေနော်ဓမ္မကြီးတို့စာရွက်မကြည့်ဘဲနဲ့ဦးစင်းနဲ့အတူတူရသလောက်စဉ်းစားကြည့်အောင်ရှင်းပြပြီးတော့ကာမကိုစပြီဆိုရင်ပထမဆုံးစပြီးတော့သွားမှာဒွေပစ္စဝိညာဉ်ကစပါပြီဗျာဟုတ်ပြီဒွေပစ္စဝိညာဉ်30ဟုတ်တယ်သိချပြီဗျာအဟိတ်ထဲကသူတို့နဲ့အမြဲတမ်းခွဲလို့မရတဲ့ကောင်တွေရှိတယ်ဒွေပစ္စဝိညာဉ်30စံပတိဆိုင်နဲ့တတိတရမနောဓာတ်3ပါးဆိုတာဘာကိုပြောတာတော့ပစ္စထွာရဝဇန်နဲ့တပရိဆိုင်တွေအဲ့ဒါကိုမနောဓာတ်3ပါးအဲ့လိုပြောလဲရတယ်ပစ္စထွာရဝဇန်တပရိဆိုင်တွေလို့လည်းပြောလို့ရတယ်နောက်တစ်ခါတန်တိရဏ3ပါးရှိမယ်ဒီနာ3ပါးရယ်ဟိုအာယုတ်ပါးရယ်ဘာဟာတိတုပ္ပတပါးရယ်ဟာတိတုပ္ပတပါးရယ်တရားယုံ17ပါးရယ်တရားယုံ17ပါးရယ်နော်ခုနတန်တိရဏပြောပြီးပြီဆိုတော့မဟာဝိပဿနာ8ပါးလို့ပဲပြောတော့ပေါ့နော်ဝိပဿနာ8ပါးနောက်ဘာကြံသေးတော့ကျမ်းမဥပ္ပယ25ပါးကျန်နော်အဲ့ဒါကာမကိုဧကံနော်ကံတိကာမအာယုံပြုတာကာမကိုအနေကံကြည့်ကြည့်ရအောင်အကုသိုလ်စိတ်12ပါးရယ်နောဒရာခဏလေးနော်ဖြည်းဖြည်းချင်းသွားအောင်ခဏလေးအကုသိုလ်စိတ်12ပါးလို့ပြောလိုက်တော့အကုသိုလ်စိတ်12ပါးအနေကံလို့ပြောရအောင်ဘာတွေကိုအာယုံပြုတာအာမနဲ့ရောလောကီနဲ့ဖြစ်မဟာခုတ်ကောပြဉ္ညာကောနော်အဲ့တော့လောကီနဲ့အာယုံ6ပါးဆိုတော့ကာမမဟာကုတ်ပြဉ္ညာအနေကံဖြစ်သွားတာနော်နောက်တစ်ခါအကုသိုလ်စိတ်12ပါးပြီးရင်ဘာလာမလဲနောဒရာဝဇန်ကရောသူ့ရဲ့အာယုံပြုမှုနယ်ပယ်ကဘယ်ထိကျဲတယ်ကာမလောကီနဲ့အထိကျဲပါတယ်ဗျာ
ကာမမဟာကုပ္ပည မဟာကုပ္ပညကဲမဟုတ်လားဘုံမို့မနောတော်တာဝဇန်နော်အိုသိဖြစ်စင်နေတဲ့မှာလေနိဗ္ဗာန်ပါဝင်ကိစ္စအာယုတော့တာဝိဇ္ဇာအလုံးစုံသောအာယုအဲ့လိုလုပ်ပါအလုံးစုံအာယုနော်ဟိုအောင်မှတ်ထားလိုက်မနောတော်ဝဇန်ဒီစိတ်ဖြစ်တိုင်းမှာပါတယ်ဆိုရင်အာယုပြုသည်အရဟတဖို့ဖြစ်လဲပါတာအရဟတမတ်လည်းဖြစ်လဲပါလေအကုန်လုံးပါနော်တရားအထုတ်လဲပါတယ်ဇန်တွေပွားများလဲပါတယ်ကာမဂုဏ်တွေကိုဖြစ်တဲ့စိတ်တွေမှာလည်းပါတယ်နော်အဲ့တော့အကုန်ပါတယ်လေမနောတော်ဝဇန်ပါတဲ့ခါကျတော့ तू ကပါနေတော့အာယုံပြုရတော့မှာလေဟုတ်ပြီနော်အာယုံပြုရတော့မှာအဲ့တော့မနောတော်ဝဇန်ရဲ့အာယုံပြုမှုနယ်ပယ်ကဘယ်လောက်လဲဆိုရင်အားလုံးနော်အလုံးစုံအလုံးစုံဆိုတော့ရပြီအဲ့ဒါကျတော့ကာမလည်းပါတယ်မဟာကုပ္ပညနိဗ္ဗာန်လည်းပါပါတယ်ပေါ့နော်ကဲနောက်တစ်ခါဘာလာမလဲဆိုတော့မဟာကုသိုလ်တွေကိုသွားကြည့်မယ်မဟာကုသိုလ်ထဲမှာဘယ်နှမျိုးခွဲမလဲကြည့်တဲ့အခါမှာမဟာကုသိုလ်ညာနာတံမယုံနဲ့ညာနာဝိပယုတ်2မျိုးခွဲကြည့်မယ်နော်မဟာကုသိုလ်ညာနာဝိပယုတ်ကိုအရင်ကြည့်လိုက်ညာနာဇမတ်ဖို့တွေကိုသူကဉာဏ်ဟိုမရှိဘူးလေဉာဏ်မရှိဘူးလောကီပဲသူကအာယုံပြုနိုင်တယ်နော်တကယ်ဇံအပ္ပနာဇောတွေကိုရောက်နိုင်တယ်တတိသူမှာမရှိဘူးနော်မရှိတဲ့အတွက်ကြောင့်သူကလောကီနယ်ပဲလို့ပြောလိုက်တဲ့အတွက်ကြောင့်လောကီနယ်ဆိုတာကာမလည်းပါတယ်မဟာကုတ်လည်းပါတယ်ပညာလည်းပါတယ်အဲ့တော့အဲ့ဒါလည်းထည့်ရမယ်ပေါ့နော်နောက်တစ်ခါညာနာတံပယုတ်၄ပါးဟောသူ့ရဲ့အာယုံပြုမှုနယ်ပယ်ကဘယ်လောက်ထိရှိမလဲနိဗ္ဗာန်ထိရပါတယ်နိဗ္ဗာန်ရှိပါတယ်နိဗ္ဗာန်အထိဆိုတော့လည်းပဲအရဟတမတ်တို့အာယုံပြုတဲ့နိဗ္ဗာန်နဲ့တူပါမလားတူပါမတူအရဟတမတ်ဖို့ကလွဲလို့အားလုံးကိုဟုတ်တယ်နော်အဲ့တော့မဟာကုသိုလ်ညာနာတံပယုတ်၄ပါးကအရဟတမတ်အရဟတဖို့တော့သွားပြီးတော့အာယုံမပြုနိုင်ဘူးကြံတဲ့နိဗ္ဗာန်ကြံတဲ့မတ်ဖို့မှာရှိတဲ့နိဗ္ဗာန်ကိုအာယုံပြုလို့ရတယ်အဲ့ဒါကြောင့်သို့တော်ဘလို့ပဲဖြစ်ဖြစ်ကာမမဟာကုပ္ပညနိဗ္ဗာန်ပါနေတယ်အဲ့တော့ကာမအနေကံဒီဟာလည်းရမယ်နောက်တစ်ခါမဟာဝိပဿနာ၈ပါးသူကကြတော့မဟာဝိပဿနာ၈ပါးမပါဘူးဘယ်တော့မှမပါဘူးသူကကာမဧကံတတ္တနော်ဧကံတတ္တကဲစောစောတော့ကဟိုချုပ်လိုက်အောင်မဟာကရိယာရဲ့ညာနာတံပယုတ်နဲ့ညာနာဝိပယုတ်ကလည်းစောစောကမဟာကုသိုလ်တော့ကနဲ့ခတ်စင်ပေါ့ဘာတူပြီးတော့ဘာဆင်လောဘိညာဉ်မှာကွဲသွားပါဗျာကုသိုလ်ဘိညာဉ်ဒေါ်မြင့်စိန်ဦးစင်းအဘိညာဉ်မပြောသေးဘူးလေမဟာအာယုံ6ပါးတူပါတယ်ဘုံဟုတ်တယ်ညာနာဝိပယုတ်ဆိုလို့ရှိရင်တော့ဟိုမဟာကုသိုလ်ညာနာဝိပယုတ်နဲ့မတူဘူးလားတူပါတယ်တူတယ်နည်းနည်းဆင်တာကြတော့မဟာကရိယာညာနာတံပယုတ်ကမဟာကုသိုလ်ညာနာတံပယုတ်နဲ့နည်းနည်းပဲဆင်တာလေကဲပါဗျာဒါဦးစင်းဖြည်းဖြည်းချင်းမပြောဘူးတဲ့ဟာတွေပြောနေတာပါဒါဘေးကနေပြီးရှုထောင့်ပေါင်းစုံနဲ့ကြည့်တအောင်လို့လေနော်အဲ့တော့မဟာကရိယာရတယ်နော်ဦးစင်းပြောနေရသိရနော်သိပါတယ်တင်ပါဗျာဟုတ်နော်ဟုတ်ပြီမဟာကရိယာညာနာတံပယုတ်ကဘာနဲ့ချွတ်ဆွတ်တူတယ်လဲဆိုရင်ရှေ့ပြီးခဲ့တဲ့ထဲကမဟာကုသိုလ်ညာနာတံပယုတ်အဲ့ဒါချွတ်ဆွတ်မတူဘူးလေချွတ်ဆွတ်တူရမယ်ဆိုရင်ရှေ့ပြီးခဲ့တယ်မှာမသိမများသေးပါဘူးအကုသိုလ်နဲ့တူမလားမတူပါဘူးခင်ဗျာဘယ်လိုမှမတူအတိတုပ္ပနဲ့တူမလားတူပါဘူးခင်မနောဒရဝဇ္ဇနဲ့တူမလားမဟာကရိယာမနောဒရဝဇ္ဇတူပါဘူးခင်ဗျာမနောဒရဝဇ္ဇနဲ့တူတယ်လေပါတယ်ဗျာတူတယ်လေလုံးစုံကိုအာယုံပြုတယ်အလုံးစုံအာယုံပြုလုံးစုံအာယုံပြုတယ်ဆိုတော့တူပါတယ်တူတယ်တူတယ်တမယုတ်ကတူတယ်
မတူဘူးလေအဲ့ဒါဆင်တာ အော်ဒီမှာ ဒီမှာလေဟိုကမဟာကုသိုလ်ညာနာတံပယုတ်ကဘာကျင်ပြီးတော့အလုံးစုံလဲ သူအရဟတပဲမဖို့ချင် အဲ့ဒီဟိုကကျတော့မဟာကရိယာညာနာတံပယုတ်ကဘာကျင်သေးတော့ မချင် ဘာမှမကျင်တော့ ဘူးအားလုံးလေ အဲ့ဒါကြောင့်မနောဒရာဝဇန် နောထားတာကိုတူတယ်ဖေ ဟိုအရဟတမတ်ဖို့ဆိုကျင်လိုက်သေးတဲ့ခါကျတော့အဲ့ဒါကြောင့်ဥစဉ်ကဆင်တယ်လို့သုံးတာ อ๋อဟုတ်ပါပြီ မဟာကုသိုလ်ညာနာတံပယုတ်နဲ့ခတ်ဆင်ဘယ်သူနဲ့ချွတ်ဆွတ်သွားတူမလဲဆိုရင် မနောထားတာဝဇန် နောတော်ရာဝဇန်နဲ့တူမယ်ဦးစင်းအဲ့စတင်တော့တောင်မှပြောသေးတယ်လေမနောတော်ရာဝဇန်နဲ့တူတယ်လို့ပြောတဲ့ခါမှာတူတယ်ဆိုပြီးတော့နော်ဗာလဲမဟာကရိယာညာနာတံပယုတ်နဲ့မနောတော်ရာဝဇန်ကတတ္တိအဖြစ်တူတာတော့မဟုတ်ဘူးနော် ဟိုနေပဲအားလုံး ကျင်လျာနယ်ပယ်အဖြစ်တူတာနော်ကျင်လျာနယ်ပယ်အဖြစ်တူတာဟိုမှာဒကမာကြီးလည်းပဲဟလာဟိုဒီဘက်ပန်းချံနဲ့ရောက်ဖူးတယ်ပေါ့နော်ဒကမာကြီးလည်းဒီဘက်ပန်းချံနဲ့ရောက်ဖူးတယ်ဟလာဒေါ်မင်းမြင့်စိန်လည်းပဲဒီပန်းချံနဲ့ရောက်ဖူးတယ်နှစ်ယောက်တုံးကရောက်ဖူးတာဦးစင်းလည်းရောက်ဖူးတယ်ရောက်ဖူးတာချင်းကတော့အတူတူပဲလေဒီပန်းချံကိုဒီလိုပတ်လိုက်တာချင်းကအတူတူပဲဒါပေမဲ့ဒေါ်မင်းမြင့်စိန်ကဒေါ်မင်းမြင့်စိန်လေသူ့ရဲ့စွမ်းရည်တတိယ မနောထားတာဝဇန် မနောဒရာဝဇန်မနောဒရာဝဇန်ဟာမဟာကရိယာမဟာကရိယာလှုပ်ဆောင်ပုံချင်းတတ္တိချင်းကြတော့မတူဘူးသို့တော့အဲ့ဒီနယ်ပယ်ချင်းကတော့ပတ်လိုက်တာချင်းအတူတူ ကျင်နေတာချင်းတူတယ်နော် နော်ကျင်လည်လိုက်တဲ့ဟာနှံ့ဆက်ပုံချင်းကတူတယ်နော်တတ္တိချင်းမတူပေါ့ဟုတ်ပြီအဲ့ဒီတော့ဘယ်ရောက်သွားပြီလဲဆိုတော့လာပြီစောစောလုံးကဘိညာဉ်တွေးရောဘိညာဉ်တွေးကိုဘယ်လိုခွဲမလဲ ကုသိုလ်အဘိညာဉ်နဲ့ကရိယာ ကရိယာအဘိညာဉ်ကဲကုသိုလ်အဘိညာဉ်ကဘာနဲ့တူမလဲ ဟာကုသိုလ်ညာနာတံပယုတ်နဲ့တူပါ မဟာကုသိုလ်ညာနာတံပယုတ်နဲ့တူမယ်အရဟတမအရဟတဖို့ကျင်းနော်အာလုံးအဲ့ဒါကုသိုလ်အဘိညာဉ်ရဲ့နယ်ပဲအတူတူပဲကရိယာအဘိညာဉ်ကကျတော့ဘာနဲ့သွားတူမလဲ ဟာကရိယာညာနာတံ မဟာကရိယာညာနာတံပယုတ်ရဲ့မနောဒရာဝဇန်ရဲ့တူမယ်နော်တူမယ်ဆိုတာအများတန်းပြောဥစဉ်တစ်ခါတည်းညရင်လို့ဆရာတော်တွေတရားဟောတာနှစ်ပြားတွေလေဟာဥဒရတံဘယ်နဲ့မနောဒရာဝဇန်နဲ့မဟာကရိယာနဲ့တူရတယ်လို့ဖြတ်ထားတယ်အဲ့လိုအဲ့ဒါထက်တဲ့ပြောရသေးတယ် တဲ့လေးဖြတ်ပြီးနားထောင်နေ ပြေးနားထောင်လိုက်ဘာ လဲကောနော် ဘာတူရမှာတော့ဘာတူရမလဲမဟာကရိယာမဟာကရိယာ အဲ့တော့ရဲဝမနောတော်တာဝဇန်နဲ့တူလားဆိုမတူပါဘူးဆိုပြီးပြင် နော်အဲ့တော့ကရိယာပင်ညာမနောဒရာဝဇန်တို့မဟာကရိယာညာနာတံပယုတ်တို့ ਨੇ ကျင်လည်ပုံချင်းတူတယ်နော်နှံ့ဆက်ပုံချင်းတူတယ်နောက်တကရူပစိတ်15ပါးအပင်ဉ္တွေးမဟုတ်တဲ့ရူပစိတ်15ပါးက ပြညတ်ပါဗျာ သူကပညတ်တစ်မျိုးပဲเนาะအဲ့တော့ပညတ်တစ်မျိုးပဲဖြစ်တော့သူကပညတ် ဧကံ ဧကံနောက်တကအရူပစိတ်အရူပဝဆရစိတ်12ပါးသူ့ကိုခွဲအောင်မလားခွဲစရာလိုသေးလား မလို့တော့ပါဘူးဗျာ ကုသိုလ်ထောက်ပံ့ခွဲရ အဲ့လိုလုပ်ပါ အာကတနိစာယရဏနဲ့အာကိစိကာယရဏအဲ့လိုဖြစ်သွားမယ် ဟုတ်ပြီအာကာသနိစာယရဏ3ပါးကဘာဖြစ်သွားမလဲ ပညတ်ပါဗျာ သူကပညတ်အာကာသပညတ်လေကောင်းကင်ပညတ်နောက်တခါဝိညာနိစာယရဏ3ပါးက မဟာကုတ်ပါဗျာ မဟတ်ကုတ်ဘာမဟတ်ကုတ်လဲလို့မေးခဲ့မယ်ဆိုရင် မဟာကုတ်ဧကံ ဟုတ်လေဘာမဟတ်ကုတ်လဲဆိုလို့ရှိရင်အာကာသနိစာယရဏဆိုတဲ့မဟတ်ကုတ်စိတ်ကလေးကိုပြန်အာရုံပြုတာလေ ဟုတ်ပါတယ်ဗျာ နော်မဟတ်ကုတ်ကြီးကသူ့ရှိကအာဂါသနိစာယရဏရဲ့ကို နော်အာဂါသနိစာယရဏသူကိုယ်တိုင်ကကြတော့ပညတ်ကိုသွားအာယုံပြုတာဒါပေမဲ့အဲ့ပညတ်ကိုအာယုံပြုနေတဲ့စိတ်ကလေးကမဟတ်ကုတ်စိတ်ကလေးဖြစ်သွားတယ်
ဝိညာဏ ဝိညာဉ်နေစာယရဏကအဲ့ဒီမဟာဂုတ်စိတ်ဖြစ်သွားပြီးဖြစ်တဲ့မဟာဂုတ်စိတ်ကလေးကိုပြန်ပြီးတော့အာယုံပြုတ်ပြီးတော့နေတာအဲ့ဒါကြတော့ तू ကမဟာဂုတ်ကိုအာယုံပြုတယ်နောက်တစ်ခါအာကိဉ္စဉ္ညာယရဏကြတော့ပညာပြန်ဖြစ်သွားပြီ သူကကြတော့ဘာပညာလဲနတ္တိဘောပညာနော်နတ္တိဘာဝပညာနော်မြန်မာတွေကဘာဖြစ်လို့ဘာဝကိုဘောလို့ပြောလဲမသိနတ္တိဘောနော်နတ္တိဘာဝပညာဆိုလည်းပြီးတာပဲသူကအလွယ်လောက်တာနော်နတ္တိဘာဝပညာနောက်တစ်ခါဒါပညာဧကံနောက်ဆုံးတစ်ခုကဘာလဲနေဝညာနာပညာနာပညာယရဏ3ပါးကမဟာဂုတ်သူကဘယ်မဟာဂုတ်လေးဆိုရင်အာဂိဉ္စဉ္ညာယတနာဆိုတဲ့မဟာဂုတ်စိတ်ကလေးကိုပြန်အာယုံပြုတယ်လောကုတ္တရာစိတ်၈ပါးကျတော့ဘာဧကံလဲနိဗ္ဗာန်ဧကံပါဗျာနိဗ္ဗာန်ဧကံကဲအဲ့တော့ဒါကတော့ပြန်နှွေးတဲ့သဘောအဲ့တော့အခုဦးဇင်းတို့ရဲ့မေခွန်းကဘာလဲလောဘမှုစိတ်၈ပါးဆိုတော့သူကဘယ်ကိုအာယုံပြုလဲကာမနဲ့အနေကံပါဗျာကာမမဟဂုတ်ပညာအနေကံရသွားပြီနော်ရသွားပြီအာရမဏပြီးရောပေါ့ကဲဝဋ္ထုသင်္ခါဘယ်ကိုများမှီမလဲဝဋ္ထုသင်္ခါကဗျာစက္ခုဝဋ္ထုသောတာဝဋ္ထုကာဏဝဋ္ထုဇေဝဝဋ္ထုကာယဝဋ္ထုကံပဲဗျာလောဘမရှိပါကျွန်တော်အာသဝဋ္ထုဟရိယဝဋ္ထုကိုမိပါတယ်ယံခာမိယံခာမိပါယံခာမိယံခာမမိပါဗျာဘာဖြစ်လို့ तू ကယံခာမိယံခာမမိဖြစ်ရတာလဲကာမနယ်ပါမှာလည်းဖြစ်ပါတယ်ယူပါတို့အယူပါနယ်တွေမှာလည်းဖြစ်ပါတယ်ဗျာနော်အဲ့တော့ဒီမှာတိတိကျကျနဲ့ပြောမယ်ဆိုရင်တော့အရူပနယ်မှာလည်းဖြစ်တယ်အခြားနယ်မှာလည်းဖြစ်သူတို့ကဘက်က2ခုပဲရှိတယ်3ခုမရှိဘူးလေအရူပနဲ့အခြားနယ်အရူပနဲ့အခြားနယ်နော်အဲ့တော့အရူပမှာလည်းဖြစ်တယ်နော်အရူပမှာဖြစ်တဲ့အခိုက်မှာယံခာမိနော်ယံခာမိပြီးတော့ကျန်တဲ့နေရာမှာဖြစ်ခိုက်အမြဲတမ်းမိတယ်နော်sorry ယံခာမိယံခာမမိဆိုတာကဘယ်လိုပြောရလဲကာမရူပမှာမှီပြီးတော့အရူပကြောက်ပြောတာပါမဖြစ်မှာအဲ့ဒါကိုယံခာမိယံခာမမိပုံမှာဖြစ်ခိုက်အဲ့တော့အခုလောဘမှုစိတ်၈ပါးကအယူပပုံတွေဖြစ်ခိုက်မှာမမိအဲ့တော့အရူပပုံမှာရောဒီလောဘမှုစိတ်၈ပါးဖြစ်လားဖြစ်ပါတယ်ခင်ဗျာဖြစ်တယ်ဆိုတော့အဖြေကမင်းအဖြေကအမြဲတမ်းဖြစ်သွားတာပေါ့sorry ညဲ့ပြီဒေါ်ဘူးစုဖြစ်ခိုက်မှာမိဒီဝိထုယုံမှာဖြစ်တယ်ဆိုတာယံခာမိယံခာမမိနော်ယံခာမိယံခာမမိဆိုတာအရူပဘုံမှာဖြစ်ခိုက်ဟရိယဝတ္ထုကိုမမိပဲနဲ့ဖြစ်တယ်ကျန်တဲ့ဘုံမှာဖြစ်ခိုက်ဟရိယဝတ္ထုကိုမိပြီးမှဖြစ်တယ်အဲ့ဒါကြောင့်ယံခာမိယံခာမမိနော်အရူပဘုံမှာအဓိကထားရတာနော်အရူပဘုံမှာလုံးဝမဖြစ်ဘူးဆိုလို့ရှိရင်တော့အမြဲတမ်းမိဟာရလွတ်တယ်စိတ်မိတယ်စိတ်ဟာရဝတ္ထုကိုအမြဲတမ်းမိတယ်ကဲအဲ့တော့လောဘမှုစိတ်၈ပါးကဘယ်ဝတ္ထုယုတ်ကိုမိလဲဆိုရင်ဟရိယဝတ္ထုကိုယုတ်ကိုမိတယ်ဘယ်ပုံဘယ်နီးနဲ့လဲဆိုရင်ယံခာမိယံခာမမိပဲနဲ့ဖြစ်တယ်အဲ့ဒါဒီကိုပြန်နှွှေးမယ်ဆိုရင်စက္ခုဝတ္ထုမှာဘယ်စိတ်ကမိလဲစက္ခုဝိညာဉ်စက္ခုဝိညာဉ်2ပါးအဲ့ဒါဆိုရပြီဟရိယဝတ္ထုမှာဆိုလို့ရှိရင်မိနိုင်တဲ့စိတ်တွေကိုစိတ်ပိုင်းကိုပြန်အာယုံပြုပြီးတော့ခေါင်းထဲမှာကိုယ့်ဘာကိုမေခွန်းထုတ်သွားလိုက်ပေါ့အဲ့စိတ်ပိုင်းကိုအာယုံဝိညာဉ်30လွယ်လို့ကျန်တာအလုံးဟာရိယဝတ္ထုနဲ့ရှင်ရှင်အဲ့ဒါတစ်ဆင့်နောက်တစ်ဆင့်ကကျင်ရမယ်ဟာဖယ်ထုတ်ရမှာရှိသေးတယ်လေဘောအစဉ်တိုင်းပြောမယ်လေဟုတ်တယ်အစဉ်တိုင်းပြောလိုက်စဉ်တိုင်းပြောလောဘမှုစိတ်၈ပါးလောဘမှုစိတ်၈ပါးဒေါသမှုစိတ်လောဘမှုစိတ်နော်လောဘမှုစိတ်၈ပါးယံခာမိယံခာမိဒေါသမှုစိတ်2ပါးကအမြဲမိတယ်မောဟမှုစိတ်2ပါးက
Yang kami Yang kami Dwe pinsa wanya desega Miemi Miemi dodo Araga saya wutu lima miemi de Dodo ku uzeno megua Haria wutu ma suro Mami ba Mabau dabama mami no Nadaga menoda domba Miemi ba bia Tandirana domba Miemi ba Miemi Nadaga hati doba daba Miemi ba bia Menodora wazan Yang kami Mahagudu Mahagariya Yang kami Mahawibat Miemi ba Ruba say sanga Miemi ba ba bia Aruba say sanaba Yang kami Kwebyo Aruba kudo kudo ne kriya Yankami Jaro Wipaka Jaro Amieran Wutu Mamiu no Be Wutu Yogoma Mamiu Wutu Wimo Lukora no Now the car logo say shiba Tota pati met Yang kondabaga yang kami Lokata Okay no Ara solution da Todia Pakaiman Kotibe no Pakaiman Pidwa Pakaiman Pidwa and Kotibe They know what I no pia They know a jive Put it out the cow no More a tan baby of Julie then develop Jare no Dini Lama in that Hey Danny own Jenny Simply I hold Brema put me 8 year old chatana. Hold it develop Jare Many allowed to you To be all over my family. Any look at a levy or bugule lay pataline can be your Yamian recover pitable. Very genuine cargo look at Manacoli. And I now Leville young pat. Okay. Now, very genuine clue, young illusion, your bama, peep your a weekly papio. In my clue, no in your top. Okay. Okay, come on, read. Manapia Maduba me. Manapia Manapia or she did, no? Pare. Or she talked Chaman de Nale she did. Chowque lao salame, no? Chowque lao salame. No, Babium Lude. Araba, yeah, no? Then Palio na like it. Palio Manapia at the Bacao. Oh, the Manalo me out Kali Chowque and his Sabi, yes, say I wema beat a general. Manama, a Dania Nago. Yeah, come on, be no? Hậu thế ni mà cáo này lùi chả mày cái gì sạch em cố cáo gì luôn này Okay. Sao cho ai xí? Come on, be no? Pia. Em